ရဲရင်သောမြတ်ဖရာဤအံပွဲလေးပါဘုရားတို့ဗုဒ္ဓနုတ္တိကမ္မထံကိုစီးပြန်လေ့ကျင့်မှုများကြတဲ့ပုဂ္ဂိုလ်တွေအတွက်များစွာအထောက်အကူပြုမယ်လို့ထင်ပါတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကြီးစိုးတော်အနန္တရှိတဲ့အနက်ကဝေတာရိဇဉာဏ်၄ပါးရဲ့အံပွဲ၄ပါးရဲ့ကိုဒီကနေ့ညပေသပေါင်းတော်ကောင်းတို့နာယူကြည်ညိုမှတ်သားကြပေဘုရားတို့ပထမဦးစွာဝေတာရိဇသုတ်တံကိုအခြေခံပြီးတော့မြတ်စွာဘုရားရဲ့ကြောက်ရွံ့ခြင်းကင်းရဲတင်းကြောင်းဉာဏ်ဝေတာရိဇဉာဏ်၄ပါးကိုနာယူကြည်ညိုကြည့်ကြရဇန္တာရိမဏိဘိကဝေတထာဂတတဝေတာရိဇာနိယေဟိဝေတာရိဇေဟိတမ္မနာဂတောတထာဂတောအာတဗံဌာနံပတိဇာနာတိပရိသတုတိဟနာရနရတိပြမစကံဘောတိတိယဟန်တို့တဲ့မြတ်စွာဘုရားမှာဝေတာရိဇဉာဏ်လို့ဆိုတဲ့ကြောက်ရွံ့ခြင်းကင်းရဲတင်းကြောင်းဉာဏ်၄ပါးနဲ့ပြည့်စုံနေတဲ့မြတ်စွာဘုရားမှာအဲ့ဒီဝေတာရိဇဉာဏ်၄ပါးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မြတ်စွာဘုရားသည်အာတဗံဌာနံပฏิဇာနာတိတဲ့သူကိုယ်သူအမြင့်မြတ်ဆုံးလို့ဝန်ခံနေတဲ့မြတ်စွာဘုရားလောကမှာအမြင့်မြတ်ဆုံးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဝေတာရိဇဉာဏ်၄ပါးနဲ့ပြည့်စုံလို့ပဲအာတဗံဌာနံပฏิဇာနာတိပရိသန္တုတိဟနာရနရတိတဲ့ပရိသတ်ရဲ့အကြားမှာအလွန်ရဲရင်နဲ့ချင်းသေးမင်းများဟောက်တယ်လို့ရဲရင်တဲ့တရားသံကိုမြတ်စွာဘုရားမိန့်ကြားတော်မူနိုင်နေတဲ့ဒီဝေတာရိဇဉာဏ်၄ပါးနဲ့ပြည့်စုံလို့ပြီးတော့ဝေတာရိဇပတ္တောဒီဝေတာရိဇဉာဏ်နဲ့ပြည့်စုံတဲ့အတွက်ကြောင့်ပရိသတုတိဟနာရနရတိပြမစက္ကံဘောတေတိမြတ်သောတရားစက်ကိုလည်းပဲမြတ်စွာဘုရားလေစေနိုင်တဲ့အစွမ်းတတ္တိနဲ့ပြည့်စုံတယ်ဝေတာရိဇဉာဏ်ရဲ့အစွမ်းကြောင့်အာတဗံဌာနံပฏิဇာနာတိမြင့်မြတ်သူအဖြစ်ပရိသတုတိဟနာရနရတိပိသတ်တရဲ့အကြားမှာရဲရင်တဲ့တရားစကားသံကိုမိန့်ဆိုနိုင်တယ်ဓမ္မစက္ကံဘောတေတိမြတ်သောတရားစက်ကိုလဲပတ်စေနိုင်တယ်အဲ့ဒါလို့စွမ်းအားတတ္တိရှိတဲ့ဝေတာရိဇဉာဏ်၄ပါးဆိုတာဘာတွေတော့ဆိုတော့သမ္မာသမ္ဗုဒ္ဓတ္တိပฏิဇာနာတောဣမေဓမ္မနဗ္ဗိသမ္ဗုဒ္ဓတိဟောမြတ်စွာဘုရားကသူ့ကိုယ်သူသမ္မာသမ္ဗုဒ္ဓတရားလုံးစုံကိုသိတော်မူတယ်တပ္ပညုတဉာဏ်ကိုရတယ်လို့မြတ်စွာဘုရားဟာသူ့ကိုယ်သူဝန်ခံတယ်ပေါ့အဲ့ဒါလိုသမ္မာသမ္ဗုဒ္ဓတရားလုံးစုံကိုသိတယ်လို့ဝန်ခံတော်မူတဲ့မြတ်စွာဘုရားကိုတစုံတယောက်သောပုဂ္ဂိုလ်ကအရှင်ဘုရားကတော့ဒီတရားလေးကိုတော့မသိသေးပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့မြတ်စွာဘုရားကိုလာပြီးတော့စောရကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာနတ်တွေထဲမှာလည်းမရှိဘူးလူတွေထဲမှာလည်းမရှိဘူးပြမာတွေထဲမှာလည်းမရှိဘူးနော်မြတ်စွာဘုရားဟာသမ္မာသမ္ဗောဓိဉာဏ်တပ္ပညုတဉာဏ်အလုံးစုံကိုသိတော်မူတဲ့ဒီတပ္ပညုတဉာဏ်ကြီးရတယ်ဆိုတာကိုဝန်ခံထားတယ်အဲ့ဒါကိုတစုံတစ်ယောက်ကမှမြတ်စွာဘုရားကိုဒီတရားလေးတော့မသိသေးပါဘူးရှင်ဘုရားတပ္ပညုတဉာဏ်ရတယ်ဆိုတာမဟုတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့စောတကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးဟုတ်လားသမ္မာသမ္ဗုဒ္ဓတ္တိပฏิဇာနာတောဣမေဓမ္မနဗ္ဗိသမ္ဗုဒ္ဓတိတတရဝတ္တမသမနောဝါပြမနောဝါဒေဝဝါမာရောဝါပြမဝါကောစီဝါလောကသမိဟောဒီလောကကြီးမှာဘယ်ပုဂ္ဂိုလ်ကမှမြတ်စွာဘုရားကိုအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဒီတရားကိုတော့အရှင်ဘုရားမသိသေးပါဘူးလို့စောတကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာတဦးတယောက်မှမရှိဘူးအဲ့ဒါကြောင့်မို့လို့လည်းပဲမြတ်စွာဘုရားမှာခေမပတ္တောအဘယပတ္တောဝေတာရိဇပတ္တောဝိဟရတိတဲ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားမှာခေမပတ္တောဘေးကင်းရန်ကင်းနဲ့နေရတယ်နော်ငြိမ်ငြိမ်ချမ်းချမ်းနေရတယ်အဘယပတ္တောဘေးကင်းရန်ကင်းနဲ့နေရတယ်ဝေတာရိဇပတ္တောရဲရင်ချင်းသို့ရောက်တယ်တဲ့ဒါပထမတစ်ချက်မြတ်စွာဘုရားရဲ့ဝေတာရိဇဉာဏ်ပေါ့ဒီတော့ပိဋကပေါင်းသူတော်ကောင်းတို့ဒီနေရာမှာရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူမှတ်သားထားဖို့ရကမြတ်စွာဘုရားရတော်မူတဲ့တပ္ပညုတဉာဏ်ဒါကိုမြတ်စွာဘုရားဟာအလုံးစုံကိုသိတော်မူတယ်ဆိုတာမဟုတ်ပါဘူးလို့တစုံတစ်ယောက်ကမှမြတ်စွာဘုရားကိုအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့စောရကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးတဲ့ဆိုလိုတာကမြတ်စွာဘုရားဒီတရားအလုံးစုံကိုအကုန်လုံးတကယ်သိတယ်ပေါ့ဟုတ်လားအဲ့ဒါလို့သိတယ်လို့ဝန်ခံထားတာကိုလည်းပဲတစုံတစ်ယောက်ကမှစောရကမတက်နိုင်ဘူးဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့
ကိုခွေတဲ့မြတ်စွာဘုရားဟာဒီလိုအစွမ်းတတ္တိနဲ့ပြည့်စုံတယ်ဆိုတာကိုယ်တိုင်ဝန်ခံထားတာဟာအလွန်တရာမှအားရစရာမကောင်းဘူးလားအားရစရာကောင်းတယ်ဒီနေရာမှာမြတ်စွာဘုရားဟာသဗ္ဗညုတဉာဏ်ကိုရတော်မူတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရဲ့ကောင်းထဲမှာအကြောင်းအရာလေးတစ်ခုပေါ်လာတယ်အဲ့ဒါကဘာလို့ဆိုတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့သားအဘေယမင်းသားဆိုတာရှိတယ်အဲ့ဒီအဘေယမင်းသားကတနေ့တော့သူတော်ကောင်းတယောက်အနေနဲ့ကိုးကွယ်ထားတဲ့ဦးဇင်းတို့နိဂန္ဓနာတပုဒ္ဒဆိုတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်ဒိဋ္ဌိဆရာကြီး6ယောက်ဆိုတာထဲမှာတယောက်အပါဝင်ပေါ့နော်အဲ့ဒီနိဂန္ဓနာတပုဒ္ဒဆရာကြီးစီကိုရောက်သွားတော့ဆရာကြီးကဘာပြောတော့ဆိုတော့မင်းသားတဲ့အခုယဟန်ဂေါတမဟာဒီနာတဝိုက်ရောက်နေတယ်အဲ့ဒါတကယ်လို့တင်သွားပြီးတော့အဲ့ဒီယဟန်ဂေါတမကိုပြဿနာမေးနိုင်မယ်ဆိုရင်ယဟန်ဂေါတမလိုပုဂ္ဂိုလ်တောင်ပြဿနာမေးနိုင်တယ်ဆိုပြီးတော့တင့်မှာနာမည်ကြီးတာတွေထင်ရှားတာတွေကြော်ကြားတာတွေဖြစ်လာနိုင်တယ်တဲ့အဲ့တော့ရှင်ဘုရားတဲ့ယဟန်ဂေါတမလိုပုဂ္ဂိုလ်တို့ကြီးကိုတပည့်တော်ကဘယ်လိုလုပ်ပြီးတော့ပြဿနာမေးနိုင်မလဲစကားအခြေတင်ပြောနိုင်မလဲဒါမခက်ဘူးတဲ့အသင်ကိုဒီဝါဒပြိုင်ပွဲမှာအနိုင်ရအောင်ယဟန်ဂေါတမကိုမလှုပ်နိုင်အောင်ပြဿနာမေးတဲ့နည်းအသင်ကိုငါပြောပြမယ်အဲ့ဒါဘာလို့ဆိုတော့အဲ့ဒီယဟန်ဂေါတမစီကိုသွားပြီးတော့အရှင်ဘုရားဟာသူများမကြိုက်တဲ့စကားနားမချမ်းသာတဲ့စကားကြမ်းတမ်းတဲ့စကားတွေကိုပြောပါသလားလို့မေးကြည့်တဲ့အဲ့ဒါလို့မေးလို့ယဟန်ဂေါတမကအေးငါကြမ်းတမ်းတဲ့စကားသူများနားမချမ်းသာတဲ့စကားကိုပြောတယ်လို့ဆိုလို့ရှိရင်အဲ့ဒါလို့ဆိုရင်အရှင်ဘုရားဟာပုထုဇဉ်ပုဂ္ဂိုလ်တွေနဲ့ဘာထူးသေးလဲလို့အဲ့ဒါလို့အပြစ်တင်ရမေးတဲ့နော်တကယ်လို့ငါဟာကြမ်းတမ်းတဲ့စကားသူများနားမချမ်းသာတဲ့စကားကိုမပြောပါဘူးလို့ယဟန်ဂေါတမကပြောခဲ့မယ်ဆိုလို့ရှိရင်အရှင်ဘုရားအရှင်ဒေဝရတ်ကိုအရှင်ဘုရားပြောထားတာတွေမမှတ်မိဘူးလားနော်ငရဲမှာကြားမဲ့လူတတွေးကိုစားတဲ့လူအချီးနီးအကျိုးမဲ့အလကားလူလို့အရှင်ဘုရားပြောတာတွေရှိတယ်အဲ့ဒါကြောင့်အရှင်ဘုရားဟာမှုတာဝါဒလိန်ညာတဲ့လူလို့သင်အပြစ်တင်လို့ရတယ်တဲ့ဟောအဲ့ဒါဆိုရင်ယဟန်ဂေါတမဟာတန်ဆူးကွာကြီးကိုမျိုးထားမိတဲ့ပုဂ္ဂိုလ်လို့မျိုးချလို့လည်းမရထွေးပြစ်လို့လည်းမရတော်တော်ကိုအကျက်အတက်တွေ့ပြီးတော့အဲ့ဒါသင်မင်းသားတော်တော်နာမည်ကြီးတဲ့အကြောင်းရှိတယ်တဲ့အဲ့တော့မင်းသားကလည်းသဘောကျသွားတယ်ကောင်းပြီဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားရှိရာကိုထွက်တယ်မြတ်စွာဘုရားထံတော်ဘာရောက်တော့ချင်းကအကျိုးအကြောင်းပြောပြီးတော့အဲ့ဒီအချိန်မှာသူကအချိန်ကိုကြည့်လိုက်တဲ့အခါကျတော့အချိန်ကသိပ်မရှိတော့အောင်အဲ့တော့ဒီနေ့တော့နည်းနည်းအချိန်နောက်ကျသွားပြီဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုမနေ့ပြန်အိမ်ကိုပင့်ပြီးတော့သူစွန့်စားပင့်တယ်ပေါ့အိမ်ကြွလာတော့မှပဲပြဿနာတင်မယ်ပေါ့လေအဲ့ဒါနဲ့နောက်နေ့တော့မြတ်စွာဘုရားတန်ဃာတော်တွေခြံရံပြီးတော့အဲ့ဒီအဘေယမင်းသားရဲ့အိမ်ကိုရောက်လာတယ်အဲ့ဒီမှာဆွန်ကတ်ဆွန်ဖုံပေးပြီးပြီဆိုတော့မှအဘေယမင်းသားကနိဂန္ဓနာတဗုဒ္ဓဆရာကြီးသင်ထားတဲ့အဲ့ဒီပြဿနာကိုမေးတယ်အရှင်ဘုရားဟာကြမ်းတမ်းတဲ့စကားသူများနားမခံတာတဲ့စကားတွေကိုပြောပါသလားအဲ့ဒါလိုမေးတော့မြတ်စွာဘုရားကမင်းသားတဲ့ဒီနေရာမှာဒီမေးခွန်းရဲ့အဖြေကိုတထစ်ချဖြေဖို့မဖြစ်နိုင်ဘူးတဲ့ဟောအဲ့ဒါလိုပြောလိုက်တဲ့အခါကျတော့မင်းသားရဲ့နှုတ်ကလှုပ်ကနေထွက်သွားတယ်ဘလို့ထွက်သွားတော့ဆိုတော့ဟာသွားပြီနိဂန္ဓာတွေတော့ပျက်စီးပြီဟောအဲ့ဒီတော့မြတ်စွာဘုရားကဟာဘာဖြစ်လို့သင်ကနိဂန္ဓာတွေပျက်စီးပြီလို့ပြောရတာတော့မလားပါဗျာတဲ့မနေ့တုန်းကနိဂန္ဓနာတဗုဒ္ဓတွေရောက်တော့သင်နာမည်ကြီးကျင်လို့ရှိရင်ယဟန်ဂေါတမကိုဒီလိုမေးခွန်းပု္ပ္ပာတွေမေးမယ်ဆိုရင်သူဟာမထွေးနိုင်မမျိုးနိုင်ဖြစ်ပြီးတော့အကျက်အတဲဖြစ်ပြီးတော့ယဟန်ဂေါတမလိုပုဂ္ဂိုလ်ကိုတောင်ပြဿနာမေးနိုင်တယ်ဆိုပြီးတော့သင်နာမည်ကြီးနိုင်တယ်လို့သင်ပေးလို့ဘုရားတပည့်တော်မေးရပါတယ်လို့အဲ့ဒီမှာအဖေမင်းသားကဖြစ်ကြောင်းကုံစင်ကိုလျှောက်တယ်အဲ့ဒီတော့မှမြတ်စွာဘုရားကမင်းသားတဲ့သင်ကိုငါပြောမယ်အဲ့ဒီအချိန်မှာမင်းသားရဲ့ပေါင်ပေါ်မှာအလွန်ငယ်သေးတဲ့နောက်ဦးရှင်တို့တစ်နှစ်သားနှစ်နှစ်သားလောက်ရှိမဲ့ကလေးလေးတယောက်အိတ်နေတာရှိတယ်အဲ့ဒါလေးကိုမြတ်စွာဘုရားကညွှန်ပြပြီးတော့မင်းသားတဲ့အဲ့ဒီကလေးလေးကတကယ်လို့သင်တို့ရဲ့ပေါ့ရောက်မှုသို့မဟုတ်အထင်းတော်ရဲ့ပေါ့ရောက်မှုကြောင့်တစ်သားတို့တစ်သားစတန်တို့တန်စသို့မဟုတ်ကြောက်ခဲတို့ဘာတို့ပါဇက်ထဲကိုထည့်လိုက်မယ်ဆိုလို့ရှိရင်သင်တို့သိရင်ဘာလုပ်မလဲတဲ့ဒါအန္တရာယ်ရှိတယ်ဗျာတဲ့အဲ့ဒီတစ်သားတို့တစ်သားစတန်တို့တန်စကိုဒီကလေးရဲ့ပါဇက်ထဲကနေတပြီးတော့နှိုက်ပြီးတော့ထုတ်ယူရမှာပဲအဲ့ဒါကလေးကအယမ်းငိုနေတယ်မထွေးချင်ဘူးမထုတ်ချင်ဘူးဆိုပြီးတော့အတင်းပေကတ်နေတယ်ဆိုရင်သင်ဘယ်လိုလုပ်မလဲတဲ့ငိုကမှငိုရောဗျာတဲ့သူ
သွေးထွက်ခါမှထွက်ရောအတင်းသူ့ကိုအာဓမကန်ပြီးတော့ပါဇက်ကိုဖြဲပြီးတော့အဲ့ဒါကိုလက်ညှိုးကိုကောက်ပြီးတော့ထဲမှာရှိတဲ့အရာကိုမဖြစ်တဲ့နည်းနဲ့ဆွဲထုတ်ရမှာပဲဘာဖြစ်လို့တော့လဲသူ့ဘက်ထဲရောက်သွားရင်အရန်အန္တရာယ်ရှိတယ်အဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားကကြမ်းတမ်းတဲ့စကားဆိုပေမဲ့လို့အကျိုးရှိတယ်မှန်တယ်ပြောသင့်တယ်ဆိုရင်မြတ်စွာဘုရားပြောမယ်ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့မှတ်သားဘူးတဲ့လေ့လာဘူးများတဲ့နော်စကား6ခွန်းဆိုတာမြတ်စွာဘုရားအဲ့ဒီမှာဟောပါတယ်ပေးသက်ပေါင်းသူတော်ကောင်းတို့အလုံးလိမ္မာပေးသားကျွမ်းကျင်ပေးသားဖြစ်မယ်လို့ထင်ပါတယ်ဒီစကား6ခွန်းဟုတ်လားနော်မမှန်ဘူးအကျိုးမရှိဘူးသူများနားမချမ်းသာဘူးတခွန်းမပြောဘူးဒီလိုစကားမျိုးမြတ်စွာဘုရားနော်မမှန်ဘူးအကျိုးမရှိဘူးသူများနားချမ်းသာတယ်ကြားကျင်တဲ့ဘွယ်ကောင်းတယ်ချိုးသားတယ်ပေါ့ဒါမဲ့အဲ့လိုစကားမျိုးလည်းမပြောဘူးဟုတ်လားမှန်တယ်အကျိုးမရှိဘူးသူများနားမချမ်းသာဘူးမပြောဘူးအကျိုးမရှိလို့မှန်တယ်အကျိုးရှိတယ်မမှန်ဘူးအကျိုးရှိတယ်မမှန်ဘူးအကျိုးမရှိဘူးသူများနားချမ်းသာတယ်အဲ့လိုစကားမျိုးလည်းပဲမြတ်စွာဘုရားမပြောဘူးနော်မှန်တော့မှန်တယ်အကျိုးမရှိဘူးသူများနားချမ်းသာတယ်သူမဟုတ်သူများနားမချမ်းသာဘူးဒါကနှစ်ခွန်းပေါ့နော်စောစောတုန်းကမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူများနားချမ်းသာတယ်သူမဟုတ်သူများနားမချမ်းသာဘူးဒါကနှစ်ခွန်းနော်လေးခွန်းနားလည်းရှင်းတယ်ထင်ပါတယ်နော်မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူများနားချမ်းသာတယ်သူများနားမချမ်းသာဘူးအဲ့ဒါနှစ်ခွန်းဖြစ်သွားတယ်ဟုတ်လားမှန်တော့မှန်တယ်အကျိုးမရှိဘူးသူများနားချမ်းသာတာရှိတယ်သူများနားမချမ်းသာတာရှိတယ်ဒီစကားမျိုးလည်းပဲအကျိုးမရှိတဲ့အတွက်မြတ်စွာဘုရားမပြောဘူးမှန်လဲမှန်ရမယ်အကျိုးလည်းရှိတယ်ဆိုရင်တော့နားချမ်းသာသည်ဖြစ်စေနားမချမ်းသာသည်ဖြစ်စေအခါအားလျော်စွာမြတ်စွာဘုရားပြောမယ်ဟုတ်လားမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားဆိုရင်နားမချမ်းသာတဲ့စကားလည်းပြောသင့်ရင်ပြောမယ်နားချမ်းသာတဲ့စကားလည်းပြောသင့်မှပဲပြောမယ်ဟုတ်လားအဲ့ဒီလိုမြတ်စွာဘုရားကမင်းသားကိုအကျိုးအကြောင်းကိုရှင်းပြတော့မင်းသားကတော်တော်သဘောကျသွားတယ်ပေါ့ဟုတ်တာပေါ့စကားကြမ်းပေမဲ့လို့အကျိုးရှိတယ်မှန်တယ်ဆိုရင်ပြောသင့်ရင်ပြောရမှာပဲခုနတုန်းကကလေးပါဇက်ထဲမှာရှိနေတဲ့အရာအန္တရာယ်ရှိတဲ့အတွက်ကြောင့်သူနာခြင်းနာပါစေဆွဲပြီးတော့အတင်းအာဓမထုတ်မှရမယ်ဆိုရင်ထုတ်ရမှာပဲအဲ့ဒီဥပမာပေးတယ်ပေါ့မြတ်စွာဘုရားကအဲ့ဒီမှာမင်းသားကဗာမေးတော့ဆိုတော့တအံ့တော်ပါပဲအရှင်ဘုရားတဲ့အရှင်ဘုရားဒေတာပေါင်းစုံကိုရောက်တဲ့နေရာတိုင်းကမင်းပညာရှိယဟန်ပညာရှိပုံနာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကပြဿနာတွေမေးဖို့မေးခွန်းတွေမေးဖို့အရန်သင့်စောင့်နေကြတယ်အမျိုးမျိုးမေးကြတာပါပဲမြတ်စွာဘုရားလက်ထက်ကဟုတ်လားအကျဉ်းအကျက်ကြတဲ့မေးခွန်းတွေအများကြီးမေးတယ်အဲ့ဒါမြတ်စွာဘုရားကကြိုတင်ပြီးတော့ဘယ်သူကဘယ်လိုမေးရင်တော့ငါဘယ်လိုဖြေလိုက်မယ်ဆိုပြီးတော့ကြိုတင်ပြင်ဆင်ထားတာတွေများရှိလာတဲ့တော့ဒါမှမဟုတ်မေးလာတော့မှတခဏချင်းညံနဲ့စီစစ်ဝေဖန်ပြီးတော့တော့ဖြစ်ပေါ်လာတဲ့အဖြေမှန်ကိုပြောချလိုက်တာလားအဲ့လိုမြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားကမင်းသားတဲ့ဒီနေရာမှာတင့်ကိုပဲငါပြန်ပြီးတော့မေးမယ်သင်ဟာယထာနဲ့ပတ်သက်ပြီးတော့အကုန်လုံးလိမ္မာတဲ့ကျွမ်းကျင်တယ်မဟုတ်လားတဲ့မကျွမ်းကျင်ပါတယ်ဗျာယထာရဲ့အင်္ဂါအစိပ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပဲမေးပြီးတော့အားလုံးသိပါတယ်အဲ့ဒါကိုတစုံတစ်ယောက်ကတင့်ကိုယထာနဲ့ပတ်သက်ပြီးတော့အင်္ဂါအစိပ်ပိုင်းတွေနဲ့ပတ်သက်ပြီးတော့မေးလာမယ်ဆိုရင်တင့်မှာကြိုတင်ပြင်ဆင်ထားရတာတွေမြန်ရှိလားတဲ့မရှိပါဘူးတဲ့ဘာဖြစ်လို့တော့တပည့်တော်ဟာယထာနဲ့ပတ်သက်ပြီးတော့အကုန်လုံးစိုးစိုးတဲ့ခါစားကျွမ်းကျင်ထားပြီးသားမှုလို့ပါတယ်သူသိထားတယ်ပေါ့အဲ့ဒါလိုပဲတဲ့မင်းသားငါဟာလည်းပဲတပ်ပင်ညုတညာအလုံးစုံကိုသိတော်မူတဲ့ဒီဓမ္မဓာတ်တပ်ပင်ညုတညာကိုငါဟာရထားတယ်ဒါကြောင့်မလို့ကြိုတင်ပြင်ဆင်ပြီးတော့စဉ်းစားထားတဲ့အဖြစ်ထုတ်ထားတဲ့မလိုဘူးတဲ့တွေ့ချင်းပဲဘာပဲမေးဒါဘလို့ဖြေရမယ်ဆိုတာမြတ်စွာဘုရားသိတယ်မြင်တယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့တပ်ပင်ညုတညာနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားနော်ဆင်းရဲကြောင်းကိုလည်းသိတယ်ချမ်းသာကြောင်းကိုလည်းသိတယ်ဒီတန်တရားဝဆင်းရဲကလွတ်မြောက်အောင်ဘလို့လုပ်ရမယ်ဆိုတာကိုလည်းသိတယ်အကျဉ်းမြင့်အဖြစ်တော့ပိဿပေါင်းသူတော်ကောင်းတို့ဒီအချက်၃ချက်လောက်ကိုဒကာဓမ္မတို့ဦးရှင်တို့ကောင်းကောင်းလေ့လာထားဖို့လိုမယ်ထင်တယ်နော်ဆင်းရဲကြောင်းတရားချမ်းသာကြောင်းတရားတန်တရားလွတ်ကြောင်းတရားဟုတ်ရဲ့လားအေးအဲ့တော့ဦးရှင်တို့ဒီနေရာမှာဝေတာရိဇဉာဏ်ကိုပြောနေတာနော်ပထမဝေတာရိဇဉာဏ်အလုံးစုံကိုသိတော်မူတဲ့တပ်ပင်ညုတဉာဏ်ကိုရတယ်လို့ဝန်ခံထားတဲ့မြတ်စွာဘုရားကိုတစုံတစ်ယောက်ကမှဒါလေးတော့အရှင်ဘုရားမသိပါဘူးလို့မှန်မှန်ကန်ကန်အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့သောရကတက်နိုင်တဲ့လူဆိုတာလောကကြီးမှာမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားဒီခေမပတ်တော်အပယပတ်တော်ဝေတာရိဇပတ်တော်ဝိရာမိတဲ့ခေမပတ်တော်
အလွန်ရန်ကင်းစွာနေရတယ်ငြိမ်ငြိမ်ချမ်းချမ်းနေရတယ်အဘိယပတ်တော့ဘာဘေးမှမရှိဘူးဘာကြောက်လန့်မှုမှမရှိဘူးဝေတာရိဇပတ်တော့အလွန်ရဲရင့်တဲ့နေခြင်းမျိုးဖြင့်နေနိုင်တယ်ဒီဉာဏ်ကိုပိဿပေါင်းတော်ကောင်းတို့ဦးရှင်တို့စဉ်းစားပြီးတော့ဒီကုံတော်ကိုပွားမယ်ဆိုရင်ခုလည်းပဲရဲရဲရင့်ရင့်နေနိုင်တဲ့အကျိုးကျေးဇူးရနိုင်မယ်လို့ဦးရှင်ကတော့ထင်တယ်ဟုတ်လားဒါမြတ်စွာဘုရားရဲ့ဝေတာရိဇဉာဏ်တစ်ပါးဝေတာရိဇဉာဏ်ကဘယ်နှပါလဲ၄ပါးပြောမှာနော်နောက်ဦးရှင်တို့ဒုတိယဝေတာရိဇဉာဏ်ကဘာတုံးဆိုတော့ခိနာတဝတ္တိပฏิဇာနာတောဣမေအာတဝအပရိခိနာတိနော်မြတ်စွာဘုရားကသူ့ကိုယ်သူအာသောတရား၄ပါးကုန်ခန်းနေလို့ဝန်ခံနေတဲ့နော်အဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်ကအရှင်ဘုရားကအာသောတရား၄ပါးကုန်ခန်းတယ်လို့ဝန်ခံထားပေမဲ့လို့အရှင်ဘုရားမှာဒီအာသောတရားလေးရှိပါသေးတယ်လို့အကြောင်းယုတ်တိခံခိုင်မာမာနဲ့မြတ်စွာဘုရားကိုလာပြီးတော့စောတကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကကြီးမှာမရှိဘူးနော်ဦးဇင်းတို့ပါဠိတွေကိုရှေ့ရှေ့ဝေးဝေးရွတ်မနေတော့ဘူးဟုတ်လားမြတ်စွာဘုရားသည်သူ့ကိုယ်သူခိနာတဝလို့ဝန်ခံတယ်ခိနာတဝဆိုတာကအာသောတရားကုန်တယ်ပေါ့နော်ခိနာဆိုတာကုန်ခန်းတာအာတဝဆိုတာအာသောတရား၄ပါးပါလေလဲဆိုတာပိဿတို့သိပြီးသားဖြစ်မယ်ထင်ပါနော်ကာမတဝဘဝတဝအဝိဇ္ဇာတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝကာမတဝဆိုတာကကာမဂုဏ်အာယုန်ရဲ့ပုံမှာလိုချင်တဲ့လောဘဘဝတဝဆိုတာကဘဝရဲ့ပုံမှာလိုချင်မဲ့မောတဲ့လောဘပေါ့နော်တရားကိုကောက်တော့သူတို့နှစ်ခုလုံးဟာလောဘပဲရတယ်နော်ဒိဋ္ဌာတဝဆိုတာကဒိဋ္ဌိပေါ့နော်တက္ကာယဒိဋ္ဌိပါပဲအဝိဇ္ဇာတဝဆိုတာကတော့သစ္စာ၄ပါးကိုမသိတဲ့မောဟပေါ့အမှန်တရားကိုမသိတဲ့မောဟပေါ့မောဟရဲ့နေပယ်ကလည်းအကျေတော့အကျေကြီးပါပဲအဲ့တော့ဒီနေရာမှာဦးရှင်တို့အာသောတရား၄ပါးဆိုတာကလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့လို့ဒီလိုသုံးလုံးတရားကိုကောက်မယ်ဆိုရင်မရဘူးလားလောဘကဘယ်နှမျိုးကွဲထွက်သွားတော့နှစ်မျိုးကွဲထွက်သွားတယ်နော်ကာမဂုဏ်အာယုန်ကိုလိုချင်တဲ့လောဘကြတော့ကာမတဝဘဝကိုလိုချင်တဲ့လောဘကြတော့ဘဝတဝဟုတ်ရလားအေးဒါကြောင့်အဲ့ဒီအာသောတရား၄ပါးတရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တာမှာတော့အကုန်လုံးရှိနေတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့တန်တာမှာတော့အဲ့ဒီအာသောတရား၄ပါးဟာတပါးမှမရှိတော့ဘူးအလုံးကုန်သွားပြီအဲ့ဒီလိုအာသောတရားကုန်တော်မူတဲ့မြတ်စွာဘုရားကိုဒီအာသောတရားလေးတော့ကြံပါသေးတယ်တပည့်တော်တွေ့နေရပါသေးတယ်မြင်နေရပါသေးတယ်လို့တစုံတယောက်သောပုဂ္ဂိုလ်ကမှမြတ်စွာဘုရားကိုအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့စောရကတက်เสียအကြောင်းမရှိဘူးဒီနေရာမှာအကြောင်းယုတ်တိခိုင်ခိုင်မာမာဆိုတဲ့စကားလေးကလည်းအလွန်အဓိကကြတယ်နော်အယံကာရောမုံလို့မကျေနပ်လို့ဆွဆွဲတာမျိုးတော့ရှိချင်းရှိမယ်ပေါ့ဟုတ်လားသို့တော်တကယ်မှန်မှန်ကန်ကန်အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဆွဆွဲနိုင်စရာအကြောင်းကတော့ဘာမှမရှိဘူးဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရဲ့တန်တာမှာတကယ်ကိုပဲအာသောတရား၄ပါးဟာကုန်ခန်းနေတဲ့အတွက်ကြောင့်ပဲဟုတ်လားဒါလည်းပဲတရားဓမ္မတို့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဖြစ်ရတာဟာအလွန်တရာမှအားရတရားကောင်းတယ်ဆိုတာကိုလည်းပဲဒီအချက်ကိုကြည့်ရင်လည်းပဲဒါသိနိုင်တရားရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လည်းပဲမြတ်စွာဘုရားမှာခေမဘတ်တော်အဘယဘတ်တော်ဝေတာရိဇဘတ်တော်ဝိဟရာမိတဲ့နော်ခေမဘတ်တော်အလွန်တရာမှငြိမ်ငြိမ်ချမ်းချမ်းအဘယဘတ်တော်အလွန်တရာမှဘေးကင်းရန်ကင်းဟုတ်လားဝေတာရိဇဘတ်တော်အလွန်တရာမှရဲရင်ပြီးတော့သူနေနိုင်တယ်ဒါမြတ်စွာဘုရားရဲ့ကြောက်ရွံ့ခြင်းကင်းရဲတင်ကြောင်းဒုတိယဝေတာရိဇဉာဏ်ပေါ့နော်အာသောတရား၄ပါးကုန်ခန်းတာကိုမကုန်ခန်းဘူးလို့တစုံတယောက်ကမှမြတ်စွာဘုရားကိုအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့စောရကမတက်နိုင်ဘူးဘယ်နှချက်ရှိသွားပြီတော့မြတ်နှစ်ချက်ရှိသွားပြီနော်ဝေတာရိဇဉာဏ်နှစ်ပါးရှိသွားပြီနောက်ဦးရှင်တို့တတိယဝေတာရိဇဉာဏ်ကဘာလဲဆိုတော့ရေခောပနတ်တေအန္တရာကြီးကဓမ္မဟုတ်တာတေပတိတေဝတောနာလအန္တရာယာယတိအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့မြတ်စွာဘုရားကဒီတရားတွေကိုသင်တို့လုပ်မယ်ဆိုလို့ရှိရင်ဒါဟာမဲ့ညံဖူညံရဖို့ဇန်ချမ်းသာကိုရဖို့အတွက်အန္တရာယ်ရှိတယ်လို့မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်။စာလို့ပြောရရင်တော့အန္တရာကြီးကဓမ္မပေါ့နော်။ဒါကိုမပယ်ဘဲနဲ့ဒါကိုမရှောင်ဘဲနဲ့နော်ဒီတရားကိုသင်တို့ကျင့်မယ်ဆိုလို့ရှိရင်ဇန်တရားမတရားဖူတရားရဖို့အတွက်ဒါအန္တရာယ်ရှိတယ်။အဲ့ဒီအန္တရာယ်ရှိတယ်လို့မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုတကယ်လို့ကျင့်သုံးမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတကယ်ကိုအန္တရာယ်ရှိမှာပဲအဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်ကဟာဒါတွေလှုပ်လည်းပဲအန္တရာယ်မရှိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့မြတ်စွာဘုရားကိုစောတကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာတူတယောက်မှမရှိဘူးပိဿပေါင်းတော်ကောင်းတို့နားလည်မယ်ထင်ပါတယ်နော်မြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားကို
အန္တရာယ်မရှိပါဘူးလို့တစုံတစ်ယောက်ကမှအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ညင်းချက်ထုတ်နိုင်တယ်လို့လောကကြီးမှာမရှိဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒါအန္တရာယ်ရှိတယ်ဆိုရင်ရှောင်လိုက်ဖို့လိုတယ်ဒီနေရာမှာအန္တရာကြီးကဓမ္မဆိုတာနေပယ်ကတော့အလွန်ကျေမယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားပို့ပြီးတော့အဓိပ္ပာယ်ကျေဝင်းအောင်ဦးဇင်းတို့ပြောမယ်ဆိုရင်ဒါအကုသိုလ်တရားတွေဟာတရားဓမ္မတို့ဦးဇင်းတို့ကိုအန္တရာယ်အများကြီးပြုနိုင်တာပဲဟုတ်လားအဲ့ဒီအန္တရာယ်ပြုနိုင်တဲ့အကုသိုလ်တရားတွေကိုဒါဟာဒုက္ခရောက်ကြောင်းမဟုတ်ပါဘူးအန္တရာယ်ဖြစ်ကြောင်းတရားမဟုတ်ပါဘူးလို့ဘယ်သူကမှဒါပြောလို့မရအောင်တော့ဒီနေရာမှာဦးဇင်းတို့ဇမ္မက်ဖို့ရဲ့အန္တရာယ်ကိုပြုတ်တက်တဲ့အန္တရာယ်လောက်ကိုပဲအဓိပ္ပာယ်ကျဉ်းချင်းလေးနားလည်ထားလို့တရားရဲ့အရာသာကအရင်ကြီးပြည့်စုံမှာမဟုတ်လားအဲ့တော့အန္တရာယိကဓမ္မဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်တော့နားလည်ဖို့တော့လိုတာပေါ့နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပေးသက်ပေါင်းတော်ကောင်တို့အကျဉ်းမြင့်မှတ်ရမှာကမြတ်စွာဘုရားကဒါကိုမလုပ်နဲ့ဒါအန္တရာယ်ရှိတယ်လို့ပြောထားတယ်ဒီလိုမပြောနဲ့ဒါအန္တရာယ်ရှိတယ်လို့ပြောထားတယ်ဒီလိုမတွေးနဲ့ဒါအန္တရာယ်ရှိတယ်လို့ပြောထားတာတွေမရှိဘူးလားရှိနော်ကာယကံဝစီကံမနောကံကံသုံးပါအဲ့ဒါကိုကဟာဒီလိုပြောတာဒီလိုလှုပ်တာဒီလိုတွေးတာအန္တရာယ်ရှိတယ်ဆိုရင်လို့အန္တရာယ်ရှိခြင်းမှရှိပါမှာလို့အဲ့လိုမျိုးမြတ်စွာဘုရားရဲ့တပ်ပညုတဉာဏ်ကိုမယုံကြည်သောအဖြစ်သွားပြီးတော့လုတ်မိမယ်ဆိုရင်ဘာပဲပြောအဲ့ဒါကိုမှအန္တရာယ်ဖြစ်เสียအကြောင်းရှိတယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားအန္တရာယ်ရှိတယ်လို့ပြောထားတဲ့အရာတွေကတကယ်အန္တရာယ်ရှိတဲ့အရာတွေဖြစ်နေလို့ပဲ။ဟုတ်ရဲ့လား။ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အန္တရာယ်ရှိတယ်လို့ပြောထားတဲ့တရားတွေဟာတကယ်ကိုအန္တရာယ်ရှိနေတယ်။ဒီအချက်ဟာလည်းတကယ်မှန်တယ်ဘယ်သူမှညင်းလို့မရဘူး။ဒီဟောပြောချက်ကြောင့်လည်းမြတ်စွာဘုရားမှာဘာမှစိုးရင်တရားအကြောင်းမရှိဘူး။ဘာလို့ဆိုတကယ်မှန်နေတာကိုမြတ်စွာဘုရားပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့လို့လည်းပဲမြတ်စွာဘုရားမှာခေမပတ်တော်အဘယပတ်တော်ဝေသာရိစပတ်တော်နော်ငြိမ်ငြိမ်ချမ်းချမ်းနေရတယ်ဘေးကင်းရန်ကင်းနေရတယ်ကြောက်ရွံ့ခြင်းကင်းရဲတင်းပြီးတော့နေရတယ်နော်အန္တရာယိကဓမ္မနဲ့ပတ်သက်ပြီးတော့လည်းပဲအကျေပြောမယ်ဆိုရင်တော့ပြောစရာကောင်းတာပေါ့သို့တော့ဦးဇင်းတို့နောက်ထပ်ပြောစရာတွေအများကြီးကြံသေးတယ်နော်အဲ့တော့ဦးဇင်းတို့ဝေသာရိစဉာဏ်ဘယ်နှပါးရှိသွားပြီတော့၃ပါးရှိသွားပြီနောက်ဦးဇင်းတို့သရုဋ္ဌဝေသာရိစဉာဏ်ကဘာလဲဆိုတော့ယတ္တခောပနတိအထာယဓမ္မောတိတိတောသောနနေယတိတက္ကရတတမ္မာဒုက္ခခယာယတိတဲ့ဟောအဓိပ္ပာယ်ကဘာပြောတုံဆိုတော့မြတ်စွာဘုရားကဒီတရားတွေကိုကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်တကယ်ဆင်းရဲလာတဲ့တန်တရားဝိဒုက္ခကတကယ်လွတ်မြောက်ပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရမယ်ဆိုပြီးတော့နေယနိကဓမ္မလို့ဆိုတဲ့တကယ်သူတော်ကောင်းတရားကိုမြတ်စွာဘုရားဟောထားတယ်တဲ့ဟုတ်လားအဲ့ဒီနေယနိကဓမ္မတကယ်လွတ်မြောက်ကြောင်းတရားဒီဆင်းရဲကထွက်မြောက်ကြောင်းတရားအဲ့ဒီနေယနိကဓမ္မကိုတစုံတစ်ယောက်သောပုဂ္ဂိုလ်ကဒါကိုကျင့်လို့ရှိရင်တကယ်ဒုက္ခမအေးပါဘူးဒုက္ခကတကယ်မလွတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့စောရကတက်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကကြီးမှာမရှိဘူးမရှိတာမှလူတွေထဲမှာလည်းမရှိဘူးနတ်တွေထဲမှာလည်းမရှိဘူးဗြဟ္မာတွေထဲမှာလည်းမရှိဘူးဒါကြောင့်မှုလို့လည်းပဲမြတ်စွာဘုရားမှာခေမပတ်တော်အဘယပတ်တော်ဝေသာရိစပတ်တော်ဘေးကင်းရန်ကင်းငြိမ်ငြိမ်ချမ်းချမ်းကြောက်ရွံ့ခြင်းကင်းရဲတင်းပြီးတော့နေရတယ်တဲ့အဲ့တော့ဒီချက်လေးကလည်းပဲဒကာဓမ္မတို့ဦးရှင်တို့အလွန်တရာမှအားရှိတဲ့အကောင်းတယ်ပေါ့ဟုတ်လားမြတ်စွာဘုရားကဒီလိုလှုပ်ဒီလိုပြောဒီလိုတွေးနောက်ကံ၃ပါးနောက်ကောင်းကျိုးချမ်းသာရရှိစေဖို့ဆင်းရဲဒုက္ခကလွတ်မြောက်စေဖို့သင်ကြားထားတာတွေမရှိဘူးလားရှိတယ်အထူးသဖြင့်တော့မဂ်ကင်၈ပါးပေါ့နော်အဲ့ဒီမဂ်ကင်၈ပါးအကျင့်မြတ်တရားဒီဆင်းရဲလာတဲ့တန်တရားဝိဒုက္ခကလွတ်မြောက်စေဖို့အတွက်မြတ်စွာဘုရားဒါနေယနိကဓမ္မလွတ်မြောက်ကြောင်းတရားကိုဖြည်းဖြည်းစုံဟောထားတယ်ဘက်စုံတောင်းစုံကနေမလိုရအောင်ဟောထားတယ်ဟုတ်လားအဲ့ဒါလိုဟောထားတာကိုဒါဟာနေယနိကဓမ္မချမ်းသာကြောင်းတရားမဟုတ်ပါဘူးဆင်းရဲဒုက္ခလွတ်ကြောင်းတရားမဟုတ်ပါဘူးလို့ဘယ်လိုပုဂ္ဂိုလ်ကမှမြတ်စွာဘုရားကိုဒါအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ညင်ကျင်မထုံနိုင်ဘူးစောရကမတက်နိုင်ဘူးဘာကြောင့်မတက်နိုင်တာလဲဆိုတော့ဒါဟာတကယ်ကိုပဲနေယနိကဓမ္မဖြစ်နေလို့ပဲဟုတ်တယ်မဟုတ်လားတရားကတကယ်မှန်းနေတယ်ဆိုလို့ရှိရင်ဘာမှဘယ်သူကမှပြောလို့ရမှာမဟုတ်နော်သူတို့မမှန်မကန်ပြောဖို့ပဲရှိတယ်မှန်ကန်တဲ့ဤအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ပြောမယ်ဆိုရင်ပြောလို့မရနိုင်ဘူးဘာကြောင့်လို့ဆိုဒီဘက်ကတကယ်မှန်နေတဲ့အတွက်ကြောင့်ဒါရိုးရိုးလေးဦးဇင်းကစဉ်းစားကြည့်တာပါဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောထားတဲ့နေယနိကဓမ္မလို့ဆိုတဲ့သူတော်ကောင်းတရားတွေကိုပုံပြီးတော့အားကိုးကြဖို့မလိုဘူးလားလိုတယ်နော်ဒါကိုအားကိုးဖို့လိုသလိုဆိုတော့ကအန္တရာယိကဓမ္မဆိုတာကိုလည်းတက်နိုင်တဲ့များကြိုးစားပြီးတော့ရှောင်ညာဖို့လိုတာပေါ့နော်အန္တရာယ်ရှိတယ်လို့ပြောတာဟာတကယ်အန္တရာယ်ရှိတယ်
တကယ်ချမ်းသာစေလိမ့်မယ်လို့ပြောထားတာဟာတကယ်ချမ်းသာစေလိမ့်မယ်နော်အလွန်မှအခြေခံကြတဲ့အတိတူးဉာဏ်တူးတွေလို့ဦးဇင်းတို့ဆိုရမှာပါဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီဝေတာရိစ္ဆဉာဏ်၄ပါးကိုစဉ်းစားကြည့်လို့ရှိရင်ဗုဒ္ဓဘာသာဖြစ်ရတာအလွန်မှကျင့်တတ်ဖွယ်ရာကောင်းတယ်ဆိုတဲ့အချက်ကောင်းတဲ့မှာဦးဇင်းကတော့ပေါ်လာတာပဲဒကာဓမ္မတို့လည်းပဲအဲ့လိုအတွေ့မျိုးဒီဉာဏ်၄ပါးကိုဆင်ခြင်မဲ့ဆိုရင်ပေါ်လာနိုင်စရာအကြောင်းရှိပါတယ်ဟုတ်လားမြတ်စွာဘုရားဒီတပ်ပင်ညုတဉာဏ်ကိုရတယ်အလုံးကိုသိတယ်ဒါခိုင်ခိုင်မာမာဝန်ခံထားတယ်ဘယ်သူကမှလည်းမြတ်စွာဘုရားကိုဒီအချက်နဲ့ပတ်သက်ပြီးတော့စောတက်ကမတတ်နိုင်ဘူးအဲ့ဒီခါကလည်းဘယ်သူမှမတတ်နိုင်ဘူးနော်အားရစရာမကောင်းဘူးလားအေးမြတ်စွာဘုရားဒီအာသောတရား၄ပါးကုန်ခန်းတော်မူတယ်ဒါကိုယ်တော်တိုင်ဝန်ခံထားတယ်ဒါကိုမကုန်ပါဘူးလို့ဘယ်သူကမှစောတက်ကမတတ်နိုင်ဘူးညင်းချက်မထုံနိုင်ဘူးမြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေကတကယ်အန္တရာယ်ရှိတယ်ဒါအန္တရာယ်မရှိပါဘူးလို့ဘယ်သူကမှမငြင်းနိုင်ဘူးနော်မြတ်စွာဘုရားကတရားကိုကျင့်လို့ရှိရင်ချမ်းသာလိမ့်မယ်ဒုက္ခလွတ်လိမ့်မယ်လို့ဟောထားတဲ့နေယာနိကဓမ္မရှိတယ်နော်ဒါဟာချမ်းသာကြောင့်မဟုတ်ပါဘူးဒုက္ခလွတ်ကြောင့်တရားမဟုတ်ပါဘူးလို့ဘယ်သူကမှဒါကိုငြင်းချက်မထုံနိုင်ဘူးစောတကမတတ်နိုင်ဘူးဒီအချက်တွေကြောင့်မြတ်စွာဘုရားဒီကြောက်ရွံ့ခြင်းခင်ရဲရဲတင်းတင်းနေရတယ်တဲ့ဒါကြောင့်ပေးတော်ပေါင်းသူတော်ကောင်းတို့ကမ္မထံတရားများစွာရှိတဲ့နေ့ကဗုဒ္ဓနုတ္တိဘာဝနာဆိုပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုနော်အမျိုးမျိုးဆင်ញင်စဉ်းစားတဲ့ဘာဝနာတရားမရှိဘူးလားရှိတယ်နော်ဒါဟာအလွန်တရာမှအစွမ်းတတိထက်မြက်တဲ့ကမ္မထံတရားတစ်မျိုးပါဟုတ်ရဲ့လားအထူးသဖြင့်တော့မိမိစိတ်ကြံစီတဲ့အတိုင်းပြည့်စည်နိုင်တယ်ဆိုတာလေးကတော့ဒါဦးဇင်းတို့ကောင်းထဲမှာဗုဒ္ဓနုတ္တိဘာဝနာရဲ့အကျိုးကျေးဇူးကိုအဲ့လိုစွဲမြဲစွာမှတ်မိနေတာလေးတခုတော့ရှိတယ်ဟုတ်လားဘုရားရဲ့ဂုဏ်ကိုအာယုံပြုပါများလို့ရှိရဲ့ကိုယ်စိတ်ထဲမှာကြံစီထားတာဒီကောင်းမြတ်တဲ့အကြံစီတွေဟာပြည့်စုံလာမယ်ဆိုပြီးတော့ဒါဘုရားဟောထားတာရှိပါတယ်နော်ဒါကြောင့်ဘေးသက်ပေါင်းတော်ကောင်းတို့ဗုဒ္ဓနုတ္တိကမ္မထံစီးပြန်တဲ့နေရာမှာဗုဒ္ဓနုတ္တိကမ္မထံစီးပြန်အတိအကျအဲ့လိုတတ်မှတ်စီးပြန်မှရလို့မဟုတ်ပါဘူးနော်စိတ်ထဲမှာအမှတ်ရတိုင်းဒီအချက်လေးတွေကိုစဉ်းစားလို့ရှိရင်ယုံကြည်မှုတရားတရားတွေခိုင်မြဲပြီးတော့ကိုယ့်ရဲ့ဉာဏ်ပညာလည်းပဲမြတ်စွာဘုရားရဲ့ဉာဏ်ကိုအမိပြုပြီးတော့တဖြည်းဖြည်းနဲ့ထက်မြက်လာတဲ့သဘောခိုင်မာလာတဲ့သဘောမိမိရဲ့တန်တမှာလည်းဒီရဲရင်တဲ့သဘောတွေဟာအလို့လို့ဖြစ်လာမယ်လို့ဦးဇင်းကတော့ထင်တယ်ဒီဉာဏ်တွေကိုစဉ်းစားလို့ရှိရင်ဟုတ်ရဲ့လားဘေးသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကတော့ဒီဉာဏ်၄ပါးနဲ့ပြည့်စုံလို့သူ့ကိုယ်သူရဲရင်တဲ့လူလို့ရဲရင်တဲ့သူလို့ဝန်ခံတယ်ပေါ့နော်ဦးဇင်းတို့နောက်ထပ်ဝေတာရိစ္ဆပတ်တော်ဆိုတဲ့စကားလုံးတစ်လုံးဘေးသက်ပေါင်းသူတော်ကောင်းတို့မကြာခဏရွတ်နေတဲ့ဓမ္မစကြာတရားတော်ထဲမှာပါမယ်လို့ထင်ပါတယ်မှတ်မိသွားပြီလားနော်သောတပတိမေညာဘုံညာကိုရသွားတယ်နော်ရှင်ကွန်းတင်ညာမထေရဲ့အစွမ်းတတ္တိကိုပြောတဲ့နေရာမှာပြောထားတာမဟုတ်လားမှတ်မိရဲ့လားနော်ဝိကတကတံကတောဝေတာရိစ္ဆပတ်တော်အပရပစ္စယောတထုသာသနေနော်မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးမှာရဲရင်တဲ့ဉာဏ်ကိုသူလည်းရတာပဲဟုတ်တယ်မဟုတ်လားဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့ဘာမှသူ့မှာတန်တရားဆိုတာမရှိတော့ဘူးဟုတ်ရဲ့လားဒါကြောင့်သစ္စာ၄ပါးကိုသိအောင်နော်သတိပဋ္ဌာန်တရား၄ပါးကိုပွားများအထုတ်လို့တကယ်လို့သစ္စာ၄ပါးသိပြီးတော့မဲ့ဉာဏ်ဖူဉာဏ်ကိုရခဲ့မယ်ဆိုလို့ရှိရင်ပေးသက်ပေါင်းတော်ကောင်းတို့လည်းပဲမြတ်စွာဘုရားလောက်ရဲရင်တဲ့ဉာဏ်တော့မရဘူးပေါ့ဟုတ်လားသို့တော်လည်းပဲကိုလည်းကိုအတိုင်းတာလေးနဲ့ကိုတော့ရဲရင်တယ်ဆိုတာမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကတော့အရိယာသူတော်စင်ဖြစ်သွားလို့ရဲရင်တယ်ဆိုတာကတော့မဖြစ်ဘူးမရှိဘူးဖြစ်မှာပေါ့သို့တော်ကိုကပုထုဇဉ်အနေနဲ့ကိုပဲဒီအချက်တွေကိုတွေးလိုက်တဲ့အခါမှာစိတ်ထဲမှာအားရတယ်ဆိုတာဖြစ်လာတယ်အဲ့ဒီအားရတယ်ဆိုတာကိုကဒါရဲရင်ချင်းသဘောလို့ဦးဇင်းကတော့ထင်တယ်သဘောပေါက်လားဦးဇင်းပြောတာကိုတို့ရဲ့ဖရာဟာတကယ်ဖရာတို့ရဲ့တရားဟာတကယ်တရားငါဟာအလွန်ကံကောင်းတယ်ငါဟာအလွန်တရားအကြောင်းကောင်းလို့ဒါတွေကိုတွေ့ရတယ်ကြုံရတယ်ဆိုတဲ့အဲ့ဒီရဲရင်မှုမျိုးအားရမှုမျိုးဒါအလွန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုတစ်မျိုးပါနော်တခါကြီးမိုက်များဒါကြောင့်ဦးဇင်းတို့ဒီဝေတာရိစ္ဆဉာဏ်၄ပါးမြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတာကိုစိတ်ထဲမှာမမေ့သေးပဲနဲ့ဒီအချက်၄ချက်ကိုပဲနဲ့အပြန်ပြန်လှန်လှန်စဉ်းစားတတ်အောင်ကြိုးစားရမယ်ဟုတ်လားအခုဘယ်နှမျိုးမှတ်ပြီးပြီတော့များလွန်းတယ်လို့ထင်လားတန်ဖိုးရှိတယ်လို့တကယ်သိရင်များဘလောက်များယူမှာပဲမဟုတ်လားတန်ဖိုးရှိတယ်လို့တကယ်သိလိုက်ဖို့အရေးကြီးတယ်နော်ဒါကြောင့်ပေးတော်ပေါင်းသူတော်ကောင်းတို့ဆက်လက်ပြီးတော့နာယူကြည်ညိုကြည့်ကြမယ်ဟုတ်လားအဲ့ဒီဦးဇင်းတို့အံ့ဘွယ်၄ပါးဆိုတာကတထာဂတဣစရိယသုတ်တံဆိုပြီးတော့တန်ခါနာတိမထေရမြတ်ကြီးများခေါင်းစဉ်ပေးပြီးတော့
င်္ဂုတ္တပါဠိတော်စတုတ္ကနိဗ္ဗာန်မှာမှတ်တမ်းတင်ထားပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကိုယ်တော်တိုင်ပဲသူ့ရဲ့အစွမ်းတတ္တိကိုယဟန်တော်တွေကိုဟောထားတယ်တထာဂတသာဘိက္ခဝေရဟတောသမ္မာသမ္ဗုဒ္ဓတ္တပါတုဘာဝောစတ္တာရောဣစရိယအဘုဒ္ဓဓမ္မာပါတုဘဝန္တိယဟန်တို့တဲ့ဟောဒီလောကကြီးမှာကိလေသာခတ်သိမ်းငြိမ်းတော်မူတဲ့အရဟံဂုဏ်ရှင်တရားလုံးစုံကိုတည်တော်မူတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်အဲ့ဒီတထာဂတဆိုတဲ့ရှေးဘုရားတို့နီးတူကြွလာတော်မူခြင်းကောင်းတော်မူတဲ့မြတ်စွာဘုရားလောကကြီးမှာဖြစ်လာပြီးပွင့်လာပြီးပေါ်လာပြီးဆိုတာနဲ့လောကကြီးမှာအံ့ဩဖွယ်ရာနော်လက်ဖြစ်တည်းရဲ့အံ့ချီးဖွယ်ရာမဖြစ်စဘူးထူးခဲ့တဲ့အရာ၄မျိုးဖြစ်လာတယ်တဲ့နော်တနည်းအားဖြင့်မြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရာဂုဏ်၄မျိုးပေါ့ဟုတ်လားအဲ့ဒီအံ့ဩဖွယ်ရာဂုဏ်၄မျိုးကဘာတုံးဆိုတော့သူကြတော့ပိဿပေါင်းသူတော်တို့စဉ်းစားစရာလေးတွေနဲ့ရှင်းပြီးတော့မြတ်စွာဘုရားကဟောတယ်။ဘာဟောတုံးဆိုတော့နံပါတ်1အံ့ဩဖွယ်ကအာလယရမဘိက္ခဝေပဇာအာလယရတအာလယတမ္မုဒိတာသာတထာဂတိနအနာလယေဓမ္မေဒေတိယမာနေတုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပဒမင်တိတဲ့အဓိပ္ပာယ်ကဘာပြောတုံးဆိုတော့အယံပဇာဟောဒီတတ္တဝအပေါင်းတို့သည်အာလယရမကာမဂုဏ်၅ပါးလျင်ပျော်ရာရှိတယ်တဲ့တတ္တဝါရဲ့သဘောကိုအရင်ပြောပြတာနော်တတ္တဝါတွေဆိုတာကာမဂုဏ်အာယုံ၅ပါးမှာပျော်နေကြတယ်သူတို့မှပျော်စရာဆိုလို့အကျဉ်းမြင်ပြောရရင်ဒါပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်အာလယရမဒီကာမဂုဏ်အာယုံ၅ပါးမှာပျော်ကြတယ်အာလယရတဒီ၅ပါးနဲ့ဆိုလို့ရှိရင်စိတ်ထဲမှာအလွန်မှနှစ်ချိုက်တယ်မွေ့လျော်တယ်အာလယတမ္မုရိတာဒီ၅ပါးနဲ့သာနေရမယ်ဆိုရင်အလွန်မှလည်းပဲဝမ်းမြောက်ဝမ်းသာရှိတယ်တဲ့ဟုတ်ရဲ့လားဆိုတာကိုယ့်အခြေအနေလေးကိုပြန်ပြီးတော့စီစစ်ကြည့်ရင်ညင်းစရာတော့ရှိမယ်မထင်ဘူးနော်အာယုံ၅ပါးဆိုတာဘေးသဘောင်းသူတော်တို့အလုံးသိရတယ်နော်ယူပါယုံတတ္တယုံကန္နာယုံရတ္တယုံဖောဓဘယုံနော်တရားနာနေတဲ့ဘေးသက်တွေထဲမှာလူငယ်တွေရဲ့မျက်နှာတွေမြင်နေရတော့တချို့နေရာလေးတွေဥစဉ်ကတီးပြီးသားဖြစ်ပေမလို့အသေးစိတ်ပြောခြင်းနေတယ်ဟုတ်လားအေးအဲ့ဒီအစင်းမျိုးစုံအတန်မျိုးစုံအနံမျိုးစုံအရသာမျိုးစုံအတွေ့အထိမျိုးစုံဒီကာမဂုဏ်၅ပါးရဲ့ပုံမှာတရားဓမ္မတို့ဥစဉ်တို့တတ္တဝါတွေဟာဘလောက်မွေးလျော်နှစ်ချိုက်ပျော်ပိုက်ပြီးတော့နေတယ်လေဆိုတာလေဒါလေးကိုတည်တည်ချာချာစဉ်းစားမိဖို့လိုတယ်အဲ့ဒါမြတ်စွာဘုရားကတော့ဒီမှာပြောထားတယ်တတ္တဝါတွေဟာဒီကာမဂုဏ်၅ပါးမှာပျော်ကြတယ်ဒါနဲ့ဆိုရင်နှစ်ချိုက်တယ်ဒါနဲ့ဆိုရင်ဝမ်းသာတယ်အဲ့ဒါလို့ဒီမှာပြောနေတဲ့တတ္တဝါကိုတဲ့တတ္တဝါတွေကိုသာတထာဂတိနအနာလယေဓမ္မေဒိတိယမနေအဲ့ဒါမြတ်စွာဘုရားကအနာလယေဓမ္မေဒိတိယမနေတယ်နော်အနာလယဓမ္မလို့ခေါ်တဲ့ကာမဂုဏ်အာယုန်တွေကိုပယ်ရှားနိုင်ဖို့အတွက်နော်ကာမဂုဏ်အာယုန်တွေရဲ့အပြစ်အနာစာလို့ဆိုရပါစို့နော်ကာမဂုဏ်အာယုန်တွေဟာမကောင်းမှုဒါတွေဟာဒုက္ခများတယ်ဒါတွေကိုရှောင်နိုင်မှသာလေချမ်းသာစေချမ်းသာမှန်ကိုရမယ်ဆိုတဲ့ဒေသနာမျိုးအနာလယဓမ္မကာမဂုဏ်ပယ်ကြောင်းတရားပေါ့အဲ့ဒီတရားကိုမြတ်စွာဘုရားဟောလာတဲ့အခါမှာစောသောကကာမဂုဏ်အာယုန်တွေထဲမှာအလွန်မွေးလျော်နှစ်ချိုက်ပြီးတော့ပျော်ပိုက်နေကြတဲ့တတ္တဝါတွေဟာဒီကာမဂုဏ်ပယ်ကြောင်းတရားကိုမြတ်စွာဘုရားဟောတဲ့အခါမှာဘာဖြစ်လာတော့ဆိုတော့သုတ်တုတတိတဲ့ဒါကိုနားဆိုင်လာတယ်တဲ့ဟုတ်လားနားဆိုင်ထောင်လာတယ်ကြားလိုစိတ်ရှိတယ်သုတ်တုတတိသောတံဩရဟတိတဲ့နားကိုစွန့်ထားတယ်တဲ့နော်အညာစိတ်တံဥပဒမင်တိတဲ့တိလိုတဲ့စိတ်ကိုရှေ့ရှုပြီးတော့တည်ထားတယ်ဆိုလိုတာကတိကျင်စိတ်ရှိတယ်ပေါ့ဒါဟာမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရပဲတဲ့ဆိုလိုတာကတတ္တဝါတွေကိုပြောင်းပြန်လှန်ပစ်နိုင်တဲ့အစွမ်းမျိုးလို့ဒါဥစဉ်စိတ်ထဲမှာခံစားရတဲ့ခံစားချက်လေးရောနော်တတ္တဝါတွေရဲ့ပင်ကိုယ်သဘောကဘယ်လိုရှိတော့ကာမဂုဏ်အာယုံ၅ပါးမှာပျော်တဲ့သဘောရှိတယ်ဒါကိုအလွန်တန်ဖိုးထားတဲ့သဘောရှိတယ်ဒါရှိရင်သဘောကျတယ်ဒါရှိရင်ဝမ်းသာတယ်အဲ့လိုဖြစ်နေတဲ့တတ္တဝါတွေကိုဟောမြတ်စွာဘုရားကဒါနဲ့ဆန့်ကျင်ဘက်ဟောလိုက်တယ်နော်အနာလယဓမ္မနော်ကာမဂုဏ်အာယုံဆိုတာဒုက္ခတွေဘယ်လိုများတယ်နော်အနာလယဓမ္မဆိုတဲ့ဒီကာမဂုဏ်အာယုံပယ်ခွာကြောင်းတရားတွေမြတ်စွာဘုရားအများကြီးဟောထားတာပါပိဿပေါင်းတော်ကောင်းတို့လည်းပဲထိုက်တဲ့လောက်ကြားဖို့နာဝရှိမယ်လို့ထင်ပါတယ်နော်ကာမဂုဏ်အာယုံဆိုတာကအိမ်မက်နဲ့လည်းတူတယ်နော်အိမ်မက်မက်နေတော့မှတော့အမှန်တိုင်းပဲနိုးလာတော့ဘာမှမရှိတော့ဘူးဟုတ်လားလေညာကိုပြင်းရင်းနဲ့မျက်မီးရှုကိုရှုပြီးတော့ယူသွားရတယ်လို့မျိုးအဲ့ဒီမိကကိုယ့်ကိုပြန်လောင်တဲ့သဘောမျိုးကာမဂုဏ်အာယုံဆိုတာအဲ့ဒါနဲ့တူတယ်နော်ကာမဂုဏ်အာယုံဆိုတာအသီးသီးတဲ့အပင်နဲ့တူတယ်သီးမိရင်အဲ့ဒီအသီးကြောင့်အဲ့ဒီအပင်ဟာဒုက္ခရောက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အစရှိသဖြင့်ဒီကာမဂုဏ်အာယုန်တွေဟာတကယ်စင်စစ်ဒုက္ခတွေကိုသာပွားများစေတယ်
တာယာမှုကအလွန်နည်းတယ်ဆင်းရဲမှုသာအလွန်များတယ်ဆိုတာဒါပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာအလွန်ထင်ထင်ရှားရှားမရှိဘူးလားရှိတယ်နော်အဲ့တော့ပင်ကိုယ်ကကာမဂုဏ်အာယုံကိုကြိုက်တဲ့တတ္တဝါတွေဟာကာမဂုဏ်အာယုံရဲ့အပြစ်ကာမဂုဏ်အာယုံပယ်ခွာကြောင်းတရားမြတ်စွာဘုရားဟောလာတဲ့အခါမှာအဲ့ဒါကိုစိတ်ဝင်စားသွားတယ်သိကျင်စိတ်ဖြစ်တယ်ဒါကိုနားဆိုင်ပြီးတော့ထောင်တယ်ဒါမြတ်စွာဘုရားရဲ့အစွမ်းပဲတဲ့အလွန်သဘာဝကြကြမှန်မှန်ကန်ကန်ပြောနိုင်လို့ဒကာသမားတို့ဦးဇင်းတို့တတ္တဝါတွေကအဲ့ဒီဘက်ကိုခေါင်းလှည့်တာပေါ့ဒါလူတိုင်းတော့မဆိုလို့ပါဘူးထိုက်တဲ့နားလည်နိုင်တဲ့ဉာဏ်ဆိုတာလည်းရှိအောင်မနော်ပိဿတံဝိရိဒဘောဝိညုဟိတဲ့တရားဆိုတာပင်ကိုဉာဏ်တက်ခံအားကြီးတဲ့ပုဂ္ဂိုလ်တွေသာလျှင်နားလည်နိုင်တာခံစားနိုင်တာကိုဟုတ်ရဲ့လားတရားဆိုတာသူတော်ကောင်းတရားဆိုတာနော်တရားဓမ္မတို့ဦးဇင်းတို့ဉာဏ်ပညာအလွန်နှုံနဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေနဲ့သိပြီးတော့မသက်ဆိုင်တယ်လို့လည်းရှိတယ်လို့ဆိုရမှာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီမှာသူ့ရဲ့အစွမ်းတတ္တိပထမအချက်ဒါပြောပြတယ်လောကရဲ့သဘောကိုလည်းပဲတခါတည်းထင်ဟပ်ပြီးသားဖြစ်သွားတယ်ပေါ့ဟုတ်လားလောကကြီးကကာမဂုဏ်အာယုံမှာပြောတယ်ဒါပေမဲ့မြတ်စွာဘုရားကကာမဂုဏ်အာယုံရဲ့အပြစ်ကိုဟောပြီးတော့ကာမဂုဏ်အာယုံကပယ်ခွာအောင်ကိုပြောလာတဲ့အခါမှာတတ္တဝါတွေကဒါကိုစိတ်ဝင်စားတယ်ဒါကိုကမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရပါတဲ့အဲ့ဒါဘိဓပေါင်းသူတော်ကောင်းတို့ဒီအချက်လေးမှာတရားဓမ္မတို့အရင်တို့စဉ်းစားတရားရှိတာကကာမဂုဏ်အာယုန်ရဲ့ပုံမှာတတ္တဝါတွေဟာအလွန်တရာမှတွေ့တာမျက်နှိုးတယ်ခင်တွေ့တယ်ပျော်မွေ့တယ်ဆိုတဲ့အချက်ကိုစဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့ကာမဂုဏ်အာယုန်ပယ်ခွာကြောင်းတရားတွေကိုကိုဟာစိတ်ဝင်စားဖို့လိုတာပေါ့ဟုတ်လားဒါမှမြတ်စွာဘုရားဖြစ်စီခြင်းတဲ့ဆန္ဒကိုဟာတတ်နိုင်သမျှလိုက်နာကျင့်သုံးရရောက်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ကာမဂုဏ်အာယုန်ပယ်ခွာကြောင်းတရားတွေကတော့များစွာရှိတာပဲအထူးသဖြင့်အတုဝဘာဝနာကိုပွားများမယ်ဆိုလို့ရှိရင်ကာမဂုဏ်အာယုန်တွေရဲ့ပုံမှာနော်ပယ်ခွာနိုင်တဲ့သဘောဆိုတာဖြစ်မလားဘူးလားဖြစ်လာနိုင်တယ်ထားပါတော့ဦးဇင်းတို့ဒီနေရာမှာကာမဂုဏ်အာယုန်တွေကိုပယ်ခွာကြောင်းတရားတွေကိုအကျဉ်းတွန်းပြောဖို့နော်အချိန်မရှိဘူးပေါ့ဒါကိုပြောဖို့ရည်ရွယ်ချက်လည်းဒီတရားထဲမှာတော့မရှိဘူးပေါ့ဟုတ်လားအဲ့တော့ဒီနေရာပြောချင်တာကမြတ်စွာဘုရားရဲ့အံ့ဖွယ်၄ပါးဒါနံပါတ်1အံ့ဖွယ်ပဲတတ္တဝါတွေရဲ့သဘောနဲ့ရှင်းပြောတယ်ဆိုတာကိုလည်းမှတ်ခဲ့ရမယ်နော်နောက်ဦးဇင်းတို့ဒုတိယအံ့ဖွယ်ကဘာလို့ဆိုတော့တတ္တဝါတွေရဲ့သဘောဟာနောက်ထပ်ဘယ်လိုသဘောရှိသေးလဲဆိုတော့မာနာရာမဘိက္ခဝေပဇာမာနရတ္တမာနတမ္မုဒိတာတတ္တဝါတွေကရှင်ပြိုင်ခြင်းထောင်လွှားခြင်းခက်ထန်ခြင်းဆိုတဲ့မာနတရားမှာအလွန်ပြုံမွေးတဲ့သဘောရှိတယ်တဲ့ဘယ်သူကိုပြောနေတာဘဝကိုပြောနေတာမဟုတ်ဘူးဟုတ်လားတတ္တဝါတွေအကုန်လုံးကိုပြောနေတာပဲဒါရေဘူးရာအဖြစ်ဒီတိုင်းရှိတယ်တတ္တဝါတွေကရှင်ပြိုင်ခြင်းဆိုတဲ့မာနတော့မာနရဲ့အဓိပ္ပာယ်ကလည်းအမျိုးမျိုးရှိတာပဲမြင်လိုက်တာနဲ့သူကပါငါကပါဆိုရင်မန်သဘောတွေကပါနေပြီဟုတ်ရဲ့လားနော်နှိုင်းရှင်ခြင်းနော်ပြီးတော့မှသူ့အရှင်ကပါငါအရှင်ကပါနော်ဒီမာနကပေဒပေါင်းသူတော်ကောင်းတို့ယန္တာဖြစ်မှပယ်တယ်ဆိုတာလည်းကြားဖို့တယ်မဟုတ်လားအလွန်တရာမှကြမ်းကြမ်းထန်ထန်အဆင့်ကနေအလွန်တရာမှနူးညံ့သိမ်မွေ့တဲ့အဆင့်ထိမာနတွေဆိုတာရှိနေတယ်တချို့ကြရင်တော့လည်းပဲသူများတိတိတသာဘဝင်နေမြင့်ပြီးတော့ဟုတ်လားမာနတွေအလွန်ကြီးပြီးတော့ခက်ထန်ပြီးတော့တိတိတသာထင်ထင်ရှားရှားမုန်းခြင်းစရာအနေအထားကိုတရုပ်ဆောင်နိုင်သည့်အထိမာနကြီးရတာတွေလည်းရှိတယ်ပေါ့တချို့ကြတော့လည်းမတိမတာရှိတာကတော့လူတိုင်းရှိတယ်မတိမတာလေးရှိနေတာဟိုမာနနဲ့ပတ်သက်ပြီးတော့ဦးဇင်းကောင်းတဲ့ဘာတွေးမိတုံးဆိုတော့ဦးဇင်းတို့အဘိနသုတ်တံဆိုပြီးတော့နော်အင်မတန်လူသိများတဲ့သုတ်တံတစ်ခုရှိတယ်အမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ့်တရား၅မျိုးဆိုတော့မြတ်စွာဘုရားဟောထားတာလေအိုခြင်းနာခြင်းသေခြင်းခွဲခွာရခြင်းကံကံရဲ့အကျိုးဒီ၅ချက်ကိုအဋ္ဌိယဝပုရိသေနဝဂါထေနဝပပ္ပစီတေနဝမိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ယဟန်တွေပဲဖြစ်ဖြစ်လူသားတွေပဲဖြစ်ဖြစ်အဘိနံပစ္စဝိခိတဗံအမြဲတမ်းစဉ်းစားဆင်ခြင်ရမယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒါတွေကိုစဉ်းစားရင်ဘာအကျိုးကျေးဇူးရနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဟောထားပုံကလေးငါဟာအိုရလိမ့်မယ်အိုခြင်းသဘောတရားကိုငါမလွန်မြောက်နိုင်ဘူးလို့ခန္ဓာရဲ့ပထမသဘာဝဖြစ်တဲ့အိုခြင်းတရားကိုစဉ်းစားဆင်ခြင်လို့ရှိရင်ဝေယမန်ဆိုတာကိုဖယ်ရှားနိုင်တယ်တဲ့ဟောဝေယမန်တဲ့ဝေယမန်ဆိုတာအရွယ်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်မန်ဖြစ်เสียရည်ပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါခေါင်းထဲမှာဦးဇင်းကအမှတ်ရတာကိုပြောပြတာပါငယ်သေးတော့လည်းပဲငယ်သေးလို့မန်ဆိုတာရှိတယ်ဟုတ်လားဟောသိပ်ပြီးတော့အရန်ကြီးမကြီးတော့လည်းလူလက်ပိုင်းမှာလည်းပဲဟာတို့သိပ်မအိုသေးပါဘူးဆိုတော့မန်ကတော့ရှိနေတာပဲဒါဝေယမန်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ငါခန္ဓာကိုယ်ဟာနာရလိမ့်မယ်နာခြင်းသဘောတရားကိုမလွန်ဆန်နိုင်ဘူး
ခန္ဓာဟာတနေ့မှာနာခြင်းသဘောတည်းရဲ့နှိမ့်ဆက်တာကိုအလူးလဲခံရလိမ့်မယ်ဒါဟာလူငင်းချမ်းသာခွင့်မရှိဘူးလို့စဉ်းစားမယ်ဆိုလို့ရှိရင်အာရောကြမန်ဆိုတာကိုပယ်နိုင်နေတယ်ဟောလာပြန်ပြီမန်တမျိုးအာရောကြမန်ဆိုတာဘာတော့ကျမ်းမာရေးကောင်းတယ်ဆိုတာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်နော်မန်ဆိုတာမရှိရှိရာရှားပြီးတော့ဖြစ်တာပဲလို့ဦးဇင်းကတော့အဲ့လိုတွေးမိတယ်ဟုတ်လားနောက်ဦးဇင်းတို့ဒီခန္ဓာဟာတည်ဆုံးခြင်းဖြင့်အဆုံးသတ်ရလိမ့်မယ်တည်ခြင်းသဘောတရားကိုဘလို့မှမလွန်ဆန်နိုင်ဘူးလို့ခန္ဓာရဲ့သဘာဝဖြစ်တဲ့တည်ရမယ်ဆိုတဲ့အချက်ကိုစဉ်းစားလို့ရှိရင်ဇီဝိတမန်ဆိုတာကိုဖယ်ရှားနိုင်နေတယ်ဟောလာပြန်ပြီတမန်ဘာမှနဲ့ဇီဝိတမန်ဆိုတာကရှင်သန်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ငါအသက်ရှင်နေသေးတယ်ဆိုတာကိုတွေးမိရင်ကိုပဲမန်ကဖြစ်တယ်တဲ့။ဒါဘယ်လောက်နူးညံ့တော့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တတ္တဝါတွေဟာမာနမှာပျော်မွေ့တယ်ဆိုတာအလွန်မှထင်ရှားတယ်။နော်ရှိမှမာနကြီးမယ်တက်မှမာနကြီးမယ်လှမှမာနကြီးမယ်လို့မအောင်မင်းနဲ့မရှိလေပဲမရှိလို့ကိုနာမည်မာနကကြီးနေပြန်သေးတယ်။တော်တော်တော့အံ့ဩစရာကောင်းတယ်လို့ထင်ပါတယ်စိတ်တည်းရဲ့သဘာဝဟုတ်လားမတက်တော့လည်းပဲမတက်လို့မို့ကိုမာနကြီးတယ်တခါတလေအဲ့လိုအောက်ကနေနေတဲ့မန်ကပိုးတောင်ကြီးတဲ့သေးတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မန်ဆိုတာဘာလဲသူကဘာလဲငါကဘာလဲလို့တွေးနေရင်ကိုမန်ကဖြစ်တော့တာဟုတ်ရဲ့လားဒီနှိုင်းရှင်မှုဟာတော်တော်ကိုလေးလံတဲ့သဘောရှိတယ်လို့ဆိုတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အဲ့ဒီမာနနဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာအမြဲတမ်းပြောနေတာလေးပေမဲ့လို့အမြဲတမ်းပဲထမ်းထားခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားဒီမာနမှာပြောတဲ့သဘောရှိတယ်ဒီမာနနဲ့နေရလို့ရှိရင်ဝမ်းမြောက်ဝမ်းသာလည်းရှိတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကသာတထာဂတိနမာနဝိနိယဓမ္မေတိတိယမနေအဲ့ဒီမာနကိုပယ်ခွာကြောင်းတရားတွေဟောလာပြီဆိုလို့ရှိရင်သောတော်ကမာနနဲ့ပြောနေတဲ့တတ္တဝါတွေကဘာဖြစ်လာတော့တုတ်တူတတိတဲ့နော်ဒီဘက်ကိုနားထောင်လို့တဲ့သဘောရှိတယ်သောတံဩရဟတိနားဆိုင်လာတယ်နားဆွင့်လာတယ်အညာစိတ်တံဥပဒပင်တီးတယ်တိလို့တဲ့စိတ်ကိုဖြစ်စေတယ်သိခြင်းစိတ်ရှိတယ်အော်ဟုတ်တာပဲမာနဆိုတာကောင်းတဲ့သဘောမဟုတ်ဘူးဒါကြောင့်မာနကိုပယ်ခွာကြောင်းတရားကိုစိတ်ဝင်စားလာတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီနေရာမှာမာနပယ်ကြောင်းတရားမာနမကြီးကြောင်းတရားမာနနည်းကြောင်းတရားမြတ်စွာဘုရားဟောထားတာဒီအများကြီးမရှိဘူးလားရှိရနော်အထူးသဖြင့်တော့ဦးဇင်းတို့မေဂိယသုတ်တံမှာလာတာကိုပြောရမယ်ဆိုရင်မမြဲခြင်းသဘာဝကိုစဉ်းစားရင်မာနကိုပယ်ခွာနိုင်တယ်လို့ဒါတိုင်းဟောထားတာရှိတယ်ဟုတ်လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ဘာတွေကိုအကြောင်းပြုပြီးတော့ကိုဟာမာနဖြစ်တယ်လေဆိုတာလေးကိုစဉ်းစားရမယ်နော်အဲ့ဒီကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့အရာတွေတကယ်စင်စစ်မြဲတဲ့အရာတွေဟုတ်သလားခိုင်မာတဲ့အရာတွေဟုတ်သလားဒါလည်းစဉ်းစားဖို့လိုတယ်နော်ဒါကြောင့်မမြဲတဲ့အရာကိုစဉ်းစားလို့ရှိရင်မာနကြားတယ်လို့ဆိုတယ်အကောင်းဆုံးကတော့ဘဝရဲ့အကြီးမားဆုံးအပြစ်လို့ဆိုရမယ်သေခြင်းသဘောတရားအဲ့ဒီသေခြင်းသဘောတရားအပြစ်စီးကြီးပျက်စီးရမယ်ဆိုတဲ့အနေအထားကိုမကြာခဏစဉ်းစားဆင်ခြင်ဖြစ်ဖို့လိုတယ်ဘဝမှာဘာကြီးပဲဖြစ်လို့နေပြီးတော့လည်းပြီးဆုံးသွားရတာပါအဲ့ဒီအချက်ကိုပဲပဲနေနေထဲထဲဝင်ဝင်တကယ်သဘောပေါက်ပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုရင်တဘာဝမကြလောက်အောင်ပြင်းထန်တဲ့မာနတွေတော့ရှိမယ်မထင်ပါဘူးနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ပျက်စီးရမယ်ဆိုတဲ့သဘာဝကိုစဉ်းစားဆင်ခြင်ခြင်းသည်မာနလျော့ခြင်းရဲ့အကြောင်းတရားပေါ့မာနလျော့အောင်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေအများကြီးရှိပါတယ်ဒီနေရာမှာဦးဇင်းတို့အကျေပြောဖို့အချိန်မရဘူးเนาะအဲ့တော့ဒီနေရာမှာမှတ်ရမှာကတတ္တဝါတွေဟာမာနနဲ့ပြောတယ်မာနမှာပျော်မွေ့တယ်ဒါနဲ့ဆိုရင်အလွန်လေမွေ့လျော်နှစ်ချိုက်ဝမ်းသာတဲ့သဘောရှိတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကမာနပယ်ကြောင်းတရားကိုဟောလာတဲ့အခါမှာကြာတော့ဒါကိုစိတ်ဝင်စားလာတယ်နားဆွင့်လာတယ်တိလို့စိတ်ထက်သန်လာကြတယ်ဒါသည်ပင်လေမြတ်စွာဘုရားရဲ့အစွမ်းပဲမြတ်စွာဘုရားကတတ္တဝါတွေကိုဒီလိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လို့ပြောကြပါစို့ဒါကတော့ဥစဉ်သဘောပေါက်တယ်လို့ပြောလိုက်တာပါဟုတ်လားပင်ကိုကမာနမှာပြောတယ်ဒါပေမဲ့မြတ်စွာဘုရားကမာနမကောင်းဘူးမာနကိုပယ်ဖို့လိုတယ်လို့ဟောတာတဲ့အခါမှာကြတော့လေစိတ်ဝင်စားလာပြန်တယ်ဒါသည်ပင်လေမြတ်စွာဘုရားရဲ့ဒုတိယဣစရိယအဘုဒ္ဓဓမ္မပေါ့နော်အဲ့တော့ဦးဇင်းတို့ဘယ်နှချက်ရှိသွားပြီတော့နှစ်ချက်ရှိသွားပြီနောက်သုံးခုမြောက်ပါပြောတော့ဆိုတော့မြတ်စွာဘုရားဟောထားပုံလေအနုပသမရမဘိက္ခဝေပဇာအနုပသမရတအနုပသမတံမုဒိတာဟောဒီတတ္တဝါတွေဟာတဲ့မငြိမ်းချမ်းမှုမှာပျော်ပိုက်ကြတယ်တဲ့ပူလောင်မှုမှာပျော်တယ်လို့ဆိုတယ်အံ့ဩစရာမကောင်းဘူးလား
တရားဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေကဘယ်မှာပြောတာတဲ့တော့ပူလောင်မှုမှပြောတယ်မငြိမ်းချမ်းမှုမှပြောတယ်တဲ့အနုပတမတမ္ပုရိတာအဲ့ဒီပူပူဆာဆာလေးနဲ့မြတ်နေရရင်တခါလေးပြောပြီးတော့ဝမ်းတောင်သားခြင်းသားနေတယ်တဲ့ဒါကကိုယ့်ဘဝအကြောင်းကိုသတိကြီးကြီးနဲ့ဉာဏ်ရှိရှိဆင်ခြင်နိုင်မယ်ဆိုရင်ပို့ပြီးတော့ထင်ရှားနိုင်တယ်ပေါ့နော်ပူလောင်မှုမှာတတ္တဝါတွေပြောတယ်ဆိုတာဟုတ်သလားဆိုရပါစို့လူငယ်တွေနားလည်အောင်ခက်ရှင်းရှင်းနော်အကျဉ်းစားလေးဥစဉ်ပြောကြည့်မယ်ခုဆိုကြပါစို့ဦးဇင်းတို့ဗီဒီယိုဇာတ်ကားတွေဘာတွေကြည့်တယ်ဆိုကြပါစို့စိတ်ဟာအလွန်တရာမှလှုပ်ရှားတယ်အလွန်မှလည်းပူလောင်တယ်ဘလောက်ထိပူရလဲဆိုရင်တခါလေငိုရတယ်မျက်ရည်ကျရတယ်အဲ့ဒါကိုဘာပြောတော့ကောင်းတယ်လို့ပြောတာပဲဟုတ်လားနော်ကောင်းတယ်လို့မပြောဘူးလားပြောတာပဲနော်ကိုယ်တိုင်ကောင်းတယ်လို့ခံစားရုံများမကဘဲနဲ့နီးစက်ရကိုတောင်းအဲ့ဒီဇာတ်ကားလေးကြည့်ကြည့်တာတော်တော်ကိုကောင်းတယ်ဟုတ်လားသူများကိုတောင်းတိုက်တွန်းနေတယ်နော်တတ္တဝါတွေကအပူမှပြောတယ်ဆိုတာတကယ်မှန်တယ်ရုပ်တရက်ကြားလဲရရင်တော့ဟုတ်ပါမလားလို့ထင်စရာရှိတယ်ဒါပေမဲ့စစ်စစ်ပေါက်ပေါက်စဉ်းစားကြည့်ရင်တတ္တဝါတွေကဒီအပူမှပြောတယ်ဆိုတာကတော့အလွန်မှထင်ရှားတယ်တခါတလေမပူရရင်ကိုမနေနိုင်ဘူးဒီလိုကြောင်းကံဖရာမှာအေးအေးချမ်းချမ်းလေးနော်တော်တော်လေးကြာကြာလေးနေလဲရပြီဆိုရင်ဘာဖြစ်တော့အပူကိုပြန်ပြီးတော့ဆာလာပြန်တယ်ဟုတ်လားနော်အပူကိုပြန်ပြီးတော့ဆာလာမရှိဘူးလားရှိတာပေါ့ဒီရှုပ်ရှုပ်ထွေးထွေးတွေတဲ့အမှန်ကတချို့တကယ်နေကျင်တယ်ဆိုလို့ရှိရင်အကြာကြီးနေလို့ရတယ်ရသက်ပံနေလို့ရတယ်ငြိမ်းချမ်းတဲ့နေရာတွေတကယ်တမ်းကရှိပါတယ်နေရမရှိလို့မနေရတာမဟုတ်ဘူးနေခြင်းစိတ်မရှိလို့မနေရတာဟုတ်တယ်မဟုတ်လားနေခြင်းစိတ်ကဘာလို့မရှိတာအဲ့ဒီအပူတွေနဲ့ကိုတန်ရောစဉ်ကြိုးကမပြတ်ဘူးဖြစ်နေတာဒါလက်တွေ့ပဲလေတခါကြီးဒီမိုက်များဟုတ်တယ်မဟုတ်လားတကယ်ငြိမ်းချမ်းတဲ့နေရာအေးချမ်းတဲ့နေရာလေးကိုမြင်ငါစားတော့စိတ်ဝင်စားတယ်များသောအားဖြင့်ဒါကဥစဉ်အဖြစ်ကိုဥစဉ်ပြောကြည့်တာပါဟုတ်လားတနေ့လေးကြာသွားလို့ရှင်သိပြီးတော့မပြောတော့စိတ်ကခုတစ်မျိုးတော်ကြတစ်မျိုးလိုပဲပြောရမလားမသိဘူးဒါဥစဉ်တို့အေးချမ်းမှုမှာပျော်မှုဆိုတာတကယ်တမ်းကပုထုဇဉ်တ attva တွေမှာအလွန်မှနဲတယ်ပေါ့ဘာဖြစ်လို့အဲ့လိုဖြစ်ရတယ်လဲဆိုတဲ့အချက်ကိုလည်းဥစဉ်ကကိုမှီတဲ့လောက်ညံနဲ့စဉ်းစားကြည့်မိတယ်ဘာလို့အဲ့လိုဖြစ်ရတော့ဆိုတော့အလေးအကျင့်များတာအဓိကအကြောင်းတရားဖြစ်မလို့ထင်တယ်ဟုတ်လားအဲ့ဒီထဲမှာနေခဲ့တဲ့အနေအထားကဘဝနဲ့ခြီးပြီးတော့တန်တရားနဲ့ခြီးပြီးတော့ပြောမယ်ဆိုရင်အဲ့ဓာတွေနဲ့ပြောပြီးတော့ပဲနေခဲ့တာတိရစ္ဆာန်ဖြစ်တဲ့ဘဝလည်းပဲတိရစ္ဆာန်အာယုန်နဲ့ပြောခဲ့မှာပဲဟုတ်လားလူဖြစ်တော့လဲလူအာယုန်နဲ့ပြောခဲ့မှာပါပဲအဲ့တော့ဒကာဓမ္မတို့ဥရှင်တို့တကယ်တမ်းကတော့ပုထုဇဉ်တ attva တွေဟာနော်ဒီအပူလောင်တွေမငြိမ်းချမ်းမှုတွေရှုပ်ထွေးမှုတွေနဲ့ပဲနေကြရတာပါဟုတ်လားဒါဟာသူတို့ရဲ့ပျော်စရာနေရပဲဒါပေမဲ့လို့မြတ်စွာဘုရားကအဲ့ဒီမငြိမ်းမချမ်းကြီးနေရတာရှုပ်ရှုပ်ထွေးထွေးနေရတာပူပူလောင်လောင်နေရတာဆင်းရဲတယ်ဓာတ်ထက်ကောင်းတဲ့နေခြင်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နော်ဩပတမိကေဓမ္မေတေတိယမနေတယ်နော်ငြိမ်းချမ်းကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်တဲ့အလွန်တရာမှလှပတဲ့နာမည်လေးလို့ပြောရမှာနော်ဩပတမိကဓမ္မငြိမ်းချမ်းကြောင်းတရားတဲ့ကြားလိုက်ရတာနဲ့တော့တော်တော်ကြက်သေးရှိတယ်ဟုတ်လားအဲ့ဒီငြိမ်းချမ်းကြောင်းတရားကိုမြတ်စွာဘုရားဟောပြီးဆိုတော့လည်းပဲစောသောကမငြိမ်းချမ်းမှုထဲမှာပျော်လို့သာပြောနေတာမြတ်စွာဘုရားကအဲ့ဒါလိုတဘာဝကြကြကောင်းကောင်းမွန်မွန်ပြောလိုက်ပြန်တော့လည်းပဲအဲ့ဒီဘက်ကိုစိတ်ကဘာဖြစ်လာတော့လဲလာပြန်ရောဟုတ်လားနားဆိုင်လာတယ်စိတ်ဝင်စားလာတယ်သိကျင်စိတ်ထက်သန်လာတယ်အဲ့ဒါဘယ်သူအစွမ်းတော့မြတ်စွာဘုရားရဲ့အစွမ်းပေါ့ဒါမြတ်စွာဘုရားပွင့်လာလို့ဒကာဓမ္မတို့ဥရှင်တို့ဟာအဲ့ဒီဘက်ကိုဥလျာကောင်းမှသိလာတာနောက်မှရှင်တော့ तू ကအစားကနေပေါ့အဆုံးအထိဒီမငြိမ်းချမ်းမှုတွေပဲသွားနေမှာဟုတ်လားဒါကိုဒကာဓမ္မတို့ဥရှင်တို့ကျေးဇူးတရားကိုနားလည်တတ်ဖို့လိုတယ်နော်ဟုတ်လားကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုသိရတာလည်းမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်မာနရဲ့အပြစ်ကိုသိရတာလည်းမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်ဟုတ်လားအခုမငြိမ်းမချမ်းနေရခြင်းဟာမကောင်းဘူးလို့သိရတာလည်းမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါကိုတော်မြတ်ရဲ့အံ့ဩဖွယ်ရာ၄ပါးတဲ့ကတတိယမြောက်အံ့ဩဖွယ်ရာတော့ဒီအချက်ကလည်းပဲအလွန်တရာမှကြည်ရပြင်းပြင်းစဉ်းစားမယ်ဆိုရင်စဉ်းစားတရားမရှိဘူးလားရှိရနော်ငါတို့ဟာမငြိမ်းချမ်းမှုထဲမှာပြောနေတာတဲ့ဒါတတိယဖို့လိုတာပေါ့နော်မြတ်စွာဘုရားရဲ့တရားတွေဟာငြိမ်းချမ်းမှုစီကိုရှေ့ရှုပြီးတော့ဥတည်ပြီးတော့ဟောထားတာနောက်ဆုံးအငြိမ်းချမ်းဆုံးကတော့ဘာဖြစ်မလို့နိဗ္ဗာန်ပေါ့နော်နိဗ္ဗာန်ချမ်းသာဟာဒါအကောင်းမြတ်ဆုံးအငြိမ်းချမ်းဆုံးချမ်းသာကိလေသာတွေဟူသောအနှောင့်အယှက်ကင်းတယ်ပေါ့ကိလေသာတွေဟူသောပူလောင်မှုကင်းတယ်ပေါ့ဟုတ်လားဒါကြောင့်တကယ်ငြိမ်းချမ်းရာအစစ်အမှန်ဖြစ်တဲ့နိဗ္ဗာန်တရားတို့တရားမြတ်ကိုရကြောင်းတရားတွေကိုစိတ်ဝင်စားကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားရဲ့တတိယအံပွဲနောက်ဦးဇင်းတို့သရုတ်ထမြောက်အံပွဲတဲ့သရုတ်ထမြောက်အံပွဲကဘာလို့ဆိုတော့အဝိဇ္ဇာကတံဘိက္ခဝေပဇာအန္တဘူတံပရိယောနတ္ထ
အယံပဇာဒီတတ္တဝအပေါင်းတို့သည်အဝိဇ္ဇာကတာမတိမှုနဲ့နေတာမတိမှုတွေဖြစ်ပြီးတော့နေတာအန္တဘူတာတဲ့ဘလောက်ထိမတိမှုတွေမှာနေတော့ဆိုရင်ဥတလုံးလိုပဲတဲ့ကြက်ဥတို့ဘဲဥတို့ငှက်ဥတို့အဲ့ဒီမှာအကောင်လေးမရှိဘူးလားရှိတယ်အဲ့ဒီအကောင်လေးကိုဘာကလွှမ်းကြုံထားတော့ဥကအခွန်ကလွှမ်းကြုံထားတယ်အထဲအပြင်ဘက်ကအယောင်ကို तू ဘာမှမမြင်ရဘူးသူ့ရဲ့နယ်ပယ်ဘလောက်ထိကျင်းတော့ဒီဥခွန်လေးထဲမှာပဲရှိတယ်ပြင်ဘက်ကကဘာလောကကြီးအကြောင်း तू ဘာမှမသိဘူးဘာမှလည်းမမြင်ရဘူးဒီဥခွန်လေးထဲမှာနေအဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာဒီအဝိဇ္ဇာဥခွန်လေးထဲမှာမှောင်နေမဲကျဉ်ကြက်ဘာအမြင်မှမကျဲပဲနဲ့ဘာလင်းမှုမှမရှိပဲနဲ့နေကြတာတဲ့အန္တဗုဒ္ဓဥတလုံးလိုကိုဖြစ်နေတာပရိယောနတ္ထာတဲ့မတိမှုဆိုတဲ့အဝိဇ္ဇာရဲ့မြှိရှက်ခြင်းကိုအမြဲတမ်းခံရတယ်မြှိရှက်တယ်ဆိုတော့ဦးဇင်းကဘာအမှတ်ရအောင်ဆိုဦးဇင်းတို့ကင်းကောင်တစ်မျိုးရှိတယ်အဲ့ဒီကောင်ကသူ့ရဲ့ဒီထွက်လာတဲ့အမြင်နေနဲ့သူပိုးကောင်တစ်ကောင်ကိုမိပြီဆိုရင်သူကလုံးလိုက်တာလုံးလိုက်ရင်ဘာဖြစ်သွားလဲဆိုကြီးရင်နဲ့အဲ့ဒီအကောင်ဟာစောင်းချုံပေးတယ်လို့မျိုးအကုန်လုံးလုံခြုံဖြစ်သွားဟုတ်လားအထက်ထဲအကောင်ကမသေးသေးဘူးဟုတ်လားပြီးတော့မှသူကစိတ်ရှိလက်ရှိသူ့ရဲ့အဆွဲနဲ့ထိုးပြီးတော့စားတာပင်ကူတွေကင်းကောင်းတွေရဲ့စားဝန်စားတွေမြှိရှက်တယ်ဆိုတော့အဲ့ဒါကိုဦးဇင်းကသွားပြီးတော့အမှတ်ရတယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့အတိညာစိတ်ဘာကမြှိရှက်ထားတော့ဖုံးလွှမ်းထားတော့ဆိုရင်ဒီမတိမှုကဖုံးလွှမ်းထားတာမတိမှုဆိုတာကအလွန်တရာမှနေပဲကျဲတယ်ဆိုကြပါစို့ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်လို့မတိတဲ့လူတွေမတိတဲ့တတ္တဝါတွေလောကကြီးမှာအများကြီးရှိတယ်ဒါအလွန်မှပြင်းထန်ကြမ်းတမ်းတဲ့အဆိုးဝါးဆုံးသောအဝိဇ္ဇာရဲ့လွှမ်းမိုးမှုကိုသူတို့ခံရတယ်အဲ့ဒါလည်းအဝိဇ္ဇာပဲဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ဟောဒီတတ္တလောကကြီးမှာပုဂ္ဂိုလ်တ attva ဆိုတာတကယ်မရှိဘူးရုပ်တဏ္ဍတ်တွေစုပြီးတော့ဒါဦးဇင်းတို့အချိုးညီလှုပ်ရှားနေကြတယ်ဆိုတဲ့အတိတ်ပဲတကယ်တမ်းကအသက်ဝိညာဉ်အတ္တလိပ်ပြာဆိုတာဘာမှမရှိဘူးသူတို့ငါတို့ပုဂ္ဂိုလ်တ attva တို့ဆိုတာဘာမှမရှိဘူးဆိုကြပါစို့မော်တော်ကားတစ်စင်းပြေးနေတယ်ဆိုရင်အထဲထဲမှာတကယ်တမ်းကပြေးအောင်မောင်းနေတဲ့နော်တဆေးလိုအကောင်မျိုးဆိုတာရှိတာမဟုတ်သူအကုန်လုံးကလိုက်လျောညီတွေဟန်ချက်ညီအလုတ်တော့အဲ့ဒီမော်တော်ကားဟာမပြေဘူးလားပြေးတယ်ဟိုဦးဇင်းကစာအုပ်တုပ်ထဲမှာဖတ်ရတယ်အဲ့ဥပမာလေးကိုအတော်သဘောကျတယ်နောက်တစ်ခါတော့ကတော်တဲ့ကိုလူရိုင်းနေကြတဲ့ကိုလေးလာရေးခရီးထွက်တဲ့လူတွေကမော်တော်ကားတစ်စီးနဲ့ရောက်သွားတယ်လို့ဆိုတယ်ရောက်သွားတဲ့အခါကျတော့အဲ့ဒီလူရိုင်းတွေကမော်တော်ကားဆိုတာကိုမြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးဒါပါကြီးလေပေါ့ရွေနဲ့သူတို့ဒီကိုလှုပ်လာတာရွေလာတာကိုပဲသူတို့မြင်လိုက်တယ်ပေါ့အဲ့တော့သူတို့ရွာမှာအလဲဝယ်ဆုံးဆိုတဲ့လူကရှင်းပြတယ်တဲ့အဲ့ဒီမော်တော်ကားကြီးကိုထိုးပြပြီးတော့ဒါကြီးကအကောင်ကြီးလို့ပြောတယ်တဲ့ဟုတ်လားဒါကြီးကဘာလဲတော့အကောင်ကြီးတဲ့ရှေ့ကမိသီးကြီးနှလုံးကိုဒါကတော့မျက်လုံးကြီးနှလုံးဒါကြီးမြင်လို့ဒါကြီးရှိလို့သူဟာသွားခြင်းရကိုသွားလို့ရတာသူတို့ကတော့ဘယ်လိုထင်တော့အကောင်ကြီးလို့ထင်တယ်အဲ့ဒါတရွာလုံးကလည်းအော်ဟုတ်မှာပဲဒီအကောင်ကြီးကအတော်ထူးဆန်းတာဒါကြောင့်ဝူးနဲ့အတန်တွေလည်းထွက်နေတာတကယ်တော့အဲ့ဒီကာကြီးဟာအကောင်ကြီးဟုတ်သလားဒါတရားဓမ္မတို့ဦးရှင်တို့ကတော့သိတာပေါ့ဟုတ်လားဒါပေမဲ့သူတို့ကအဲ့လိုမသိဘူးအဲ့ဒါလိုပဲဒီခန္ဓာ၅ပါးဆိုတာကလည်းပဲအကုန်လုံးဟာအကြောင်းအကျိုးဆက်ပြီးတော့လှုပ်ရှားနေတယ်ပြောဆိုနေတယ်ဟုတ်ရဲ့လားရှင်သန်နေတယ်ပေါ့တကယ်တော့အကောင်ဆိုတာမရှိဘူးကားမှာအကောင်ဆိုတာမရှိသလိုတတ္တဝါတွေမှာအတ္တလိပ်ပြာငါသူပုဂ္ဂိုလ်တတ္တဝါဆိုတာမရှိဘူးတဘာဝတရားတတ်ရဲ့အစုအဝေးမျှတာဖြစ်တယ်လို့နားလည်ရမယ်အဲ့ဒါလို့နားမလည်ဘဲနဲ့ဒါဟာပုဂ္ဂိုလ်တ attva ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါအဝိဇ္ဇာပဲပုဂ္ဂိုလ်တ attva ရှိတယ်လို့ထင်တဲ့အထင်မှားပေါ့အဲ့ဒီအဝိဇ္ဇာတရားဓမ္မတို့ဦးဇင်းတို့မကင်းသေးဘူးလို့ဆိုရနော်ဒါတက္ကာယဒိဋ္ဌိလို့လည်းပဲပြောရမှာပေါ့ဟုတ်လားရှိတယ်ဆိုတဲ့အမြင်ကိုခိုင်ခိုင်မာမာမရသေးဘူးနောက်ဦးဇင်းတို့အကြောင်းအကျိုးမျှတာဖြစ်တယ်လို့ဒီအကြောင်းအကျိုးသဘာဝကိုမသိဘူးဆိုရင်လည်းပဲဒါအဝိဇ္ဇာဆိုပြီးတော့ဦးဇင်းတို့လေဒီဆိုတော့ဘုရားကြီးရေးတဲ့အလင်းကျမ်းဆိုတာရှိတယ်အဲ့မှာဆိုတော့ကြီးကနော်အမှောင်၅ချက်နော်အလင်း၅မျိုးအမှောင်၅ချက်ဆိုပြီးတော့နှိုင်းရှင်ပြီးတော့ဆိုတော့ကြီးရေးထားတာအလွန်မှနားလေစရာကောင်းပါတယ်ဟုတ်လားအဲ့ဒီမှာဆရာတော်ကြီးကနော်ဒီကံရဲ့အကျိုးကိုမသိတာယုံ nant ကိုမသိတာအကြောင်းအကျိုးကိုမသိတာနောက်ပြီးတော့ဘာကိုမသိတော့ဆိုတော့လက္ခဏာပရိဝေဒပေါ့နော်လက္ခဏာရေး၃ပါးကိုမသိတာဒီယုတ်တဏ္ဍတ်တို့ရဲ့သဘာဝပေါ့လက္ခဏာဒီယုတ်တဏ္ဍတ်တွေဟာဘယ်လိုသဘာဝရှိတုံးဆိုတော့မမြဲတဲ့သဘာဝရှိတယ်ဆင်းရဲတဲ့သဘာဝရှိတယ်အနှစ်သာရမရှိအဆိုးမရတဲ့သဘာဝရှိတယ်ဒါအနိစ္စဒုက္ခအနတ္တ
အဲ့ဒီအချက်ကိုမသိဘူးဆိုလို့ရှိရင်ဒါပါတော့အဝိဇ္ဇာပဲနောက်ဦးဇင်းတို့သစ္စာ၄ပါးကိုမသိဘူးဆိုလို့ရှိရင်လည်းပဲဒါဦးဇင်းတို့အဝိဇ္ဇာတရားအဲ့တော့ဒီအချက်တွေကိုသိအောင်ကြိုးစားမှသစ္စာ၄ပါးကိုမသိတဲ့အဝိဇ္ဇာကတော့အရိယာဖြစ်မှာပဲပြောင်းမယ်ပေါ့ဒါကြတော့ဦးဇင်းတို့ပုထုဇဉ်တွေမှာအဲ့ဒီအဝိဇ္ဇာလူတိုင်းမှာမရှိဘူးလားရှိတယ်ဒါကြောင့်အဝိဇ္ဇာတရားဆိုတာဘလောက်နူးညံ့ကျေပြန့်နှိမ့်ဆိုင်တယ်လဲဆိုတာစဉ်းစားကြည့်မသိနိုင်ဘူးလားအေးဘယ်ထဲမှာနေတာတုံးဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့ကအဲ့ဒီထဲမှာနေတာဟုတ်လားကံရဲ့အကျိုးကိုမသိတဲ့နားမလဲတဲ့အဝိဇ္ဇာလောက်ကတော့အဲ့လောက်ကြမ်းထမ်းတာတော့ရှိကောင်းမှရှိမယ်ပေါ့ဟုတ်လားသို့တော့သစ္စာ၄ပါးကိုမသိတဲ့အဝိဇ္ဇာကတော့ပုထုဇဉ်တိုင်းမှာမရှိဘူးလားရှိတယ်နော်ငါလို့သူလို့ထင်နေတဲ့အထင်မှားမှုကြီးကတော့မရှိဘူးလားရှိတယ်ဟုတ်ရဲ့လားအေးအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေဟာအဝိဇ္ဇာနဲ့ပျော်တယ်အဝိဇ္ဇာဖြစ်နေတယ်ဥတလုံးလိုဖြစ်နေတယ်အဝိဇ္ဇာရဲ့မြှိရှက်ခြင်းကိုအမြဲတမ်းခံနေရတယ်ဒါပေမဲ့လို့မြတ်စွာဘုရားကအဝိဇ္ဇာဝိနည်းအဝိဇ္ဇာပယ်ဖို့အတွက်နော်မတိမှုကိုဖယ်ရှားဖို့အတွက်နော်ဒေတိယမဏိတရားကိုဟောလာပြီဆိုလို့ရှိရင်သုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပဒပင်တိနော်တိလို့စိတ်တွေရှိလာတယ်နားဆွင့်လာတယ်အလွန်တရာမှစိတ်ဝင်စားပြီးတော့အော်ဟုတ်တယ်ဒီအဝိဇ္ဇာနဲ့နေမယ်ဆိုရင်ဘယ်တော့မှဆင်းရဲဒုက္ခကလွတ်မှာမဟုတ်ဘူးနားလည်ပြီးတော့အဝိဇ္ဇာလွတ်ကြောင်းအဝိဇ္ဇာကင်းကြောင်းတရားကိုဘာဖြစ်လာတော့စိတ်ဝင်စားလာတယ်အခုဒကာဓမ္မတို့အရှင်တို့တရားနှလုံးကျင့်သုံးကြတယ်ကြိုးစားအထောက်ကြတယ်ဆိုတာဘာလဲဆိုရင်အဲ့ဒီအဝိဇ္ဇာကိုတစပါသွားအောင်နဲသွားအောင်နောက်ဆုံးပျောက်သွားအောင်ကြိုးစားတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့တရားအထုတ်တယ်တရားနှလုံးကျင့်သုံးတယ်ဆိုတာအဓိကကဘာလဲလို့ဦးဇင်းတို့စီစစ်ကြည့်တဲ့အခါမှာကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုယ်အမှန်တိုင်းသိအောင်ကြိုးစားတာပါပဲနော်ကိုယ်ခန္ဓာအကြောင်းကိုကိုယ်အမှန်တိုင်းမသိခြင်းသိတာပါလေအဝိဇ္ဇာပဲအမှန်တိုင်းမသိဘူးဆိုတော့မှားမှားယွင်းယွင်းသိနေတယ်ပေါ့ခန္ဓာကမမြဲတာကိုယ်ကမြဲတယ်လို့ထင်တယ်မနေ့တုန်းကငါဒီနေ့ငါမနေ့တုန်းကငါဒီနေ့ငါဟုတ်လားအဲ့ဒါလို့တငါတဲ့ငါပြီးတော့အမြဲထာဝရရက်နေတယ်တီးနေတယ်လို့ထင်တာတကယ်တမ်းကတရားဓမ္မတို့အရှင်တို့ကတကယ်တဘာဝအမှန်ကအဲ့လိုဟုတ်သလားမဟုတ်ခန္ဓာရဲ့တဘာဝကရက်နေတယ်ဆိုတာဘာမှမရှိဘူးဒလဇက်ပြီးဆုံးသွားခြင်းသာရှိတယ်ဖြစ်တယ်မရှိတော့ဘူးဘာပဲဖြစ်ပါဖြစ်ချင်တာဖြစ်ပါစေဘာပဲဖြစ်ဆိုတော့ခန္ဓာမှာဖြစ်နေတာကလည်းပဲအကျဉ်းများဖြင့်6စု6ပုံနားလည်ထားရမယ်မြင်တာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်နာတာတွေဖြစ်တယ်စားတာတွေဖြစ်တယ်ထိတာတွေဖြစ်တယ်တွေးတာတွေဖြစ်တယ်ဟုတ်လားအေးအဲ့ဒီဟာတွေကဘာတွေပဲဖြစ်တတိကလေးစိုက်ပြီးတော့အာယုံလေးပြုတ်ပြီးတော့ဂယုကလေးစိုက်ပြီးတော့သူ့ကိုတတိလေးဥရှိပြီးတော့ကြည်စမ်းပါဘာတွေပဲဖြစ်ချင်တာဖြစ်တေကြတာကတော့ဖြစ်ပြီးရင်မရှိတော့ဘူးဆိုတာအလွန်တေကြတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအချက်၈ပါးကိုအာယုံပြုပြီးတော့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတရားပွဲဓမ္မသဘင်ကိုဆုံးသက်ကြရအောင်